ယနေ့သာသနာတော်နှစ်2550ပြည့်နှစ်လူတော်ဟာကောဇာသက္ကရာ1368ခုနှစ်တရင်ကျော်လာဇန်2ရက်နေ့ညမကွေးတိုင်းမကွေးမြို့နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ဥက္ကဋ္ဌအဘိဓဇမဟာရတ္တဂုရုအဘိဓဇအက္ကမတတ္တမဇောတိကမကွေးဆရာတော်ကြီးဗတ္တန္တကုမာရဤဩဝါဒကိုခံယူ၍ဖွဲ့စည်းတည်ထောင်ထားသောမကွေးမြို့ကရုဏာရှင်များနာယကူညီမှုအသင်းဤ4နှစ်ပြည့်ဓမ္မပူဇာသဘင်ဝဲဓမ္မဒါနမတ္တိလူရှင်များဖြစ်ကြကုန်သောကွယ်လွန်သောဖိုးပွားများနှင့်မိဘများကိုရည်စူး၍ဒုတိယဘုံမူကြီးဝင်းနိုင်ဒေါ်ကြည်ကြည်မေနှင့်ညီမမကြည်ကြည်ဆွေမမြင့်မြင့်ခိုင်မခိုင်ခိုင်သဖယားလန်အိုးဘိုရဲ့မကွေးမျိုးကမတည်၍ရလေးမြတ်နာမှာကြောက်လာရကုန်သောဓမ္မဆွေတော်မျိုးတော်များပေါင်းစုဆင်းရဲကျင့်ပပူဇော်အပ်သောဓမ္မသဘင်ဝင်ဟောကြားအပ်သောအမွေခံထိုက်သူဖြစ်ပါစေအမည်ပေးသောတရားတော်ပရိသတ်ဘာတရားလဲအမွေခံထိုက်သူဖြစ်ပါစေတဲ့ဆုတောင်းပေးတာမဟုတ်ပါဘူးအားလုံးတို့မိသားစုအားလုံးတို့ဓမ္မဆွေတော်မျိုးတော်များအားလုံးအမွေခံထိုက်တဲ့သာသမီတွေဖြစ်အောင်လုပ်ကြပါလို့တိုက်တွန်းတာပါဟုတ်လားဒါကြောင့်တရားတော်ကိုမဟောကြားမီမနာကြားမီမှာတရားတို့ရဲ့ပိုင်ရှင်ဖြစ်တော်မူသောသုံးလောကထွဋ္ဌာသဗ္ဗညုမြတ်စွာဘုရားကိုယုသေးစွာရှိခိုးပူဇော်ကြရအောင်အလုံးခေတ္တခဏငြိမ်သက်စွာနေထိုင်၍လက်အုပ်လေးတွေချီမျက်လွှာလေးတွေချရွတ်ဖတ်ပူဇော်နေတဲ့ဗုဒ္ဓရှင်တော်မြတ်ရဲ့ဂုဏ်တော်များကိုအာယုံပြုပြီးတော့အတူတူပဲပူဇော်ကြရအောင်ဦးဇင်းတို့ဖြည်းဖြည်းလေးလေးနဲ့အာယုံယူလို့ရအောင်ပူဇော်ပေးပါမယ်ဣန္ဒဝအာနနံသောဗံဓမ္မေတံဓမ္မဒေသကံကန္တိတံသဗ္ဗကန္တနံဣန္ဒကန္တနမမဟံဣတိနာသစ္စာဝဇေနာဒုက္ခိတာဟွန်တုသာတောဣန္ဒဝအာနနံသောဗံဓမ္မေတံဓမ္မဒေသကံကန္တိတံသဗ္ဗကန္တနံဣန္ဒကန္တနမမဟံဣတိနာသစ္စာဝဇေနာဒုက္ခိတာဟွန်တုသာတောဗန္တိဘုံတော်ဆက်ရှိရန်လုံးနေ၍ကိုယ်သိတင်ထလွန်မြင့်မြတ်တော်မူပေသောအရှင်မြတ်ဖရာဒီအရှင်မြတ်ဖရာဤအာနန္ဒံဘုမြောတင်ရှုမြင်မဝအမယနိုင်သောမြတ်နာတော်အပြင်သည်ဣန္ဒဝါအာကဝေဟင်ထကောင်းကင်ဝဲမောင်းနေလေသံယုံနံသောတာယောဝထေဝင်းဝေလာမင်းကြီးကဲ့သို့သောဗံဘုသူမြင်သူရှုသူအာသာအစာမပြေတင့်တယ်လဘတော်မူပါပေသည်ဖယားဣန္ဒဝအာနနံသောဗံသောတာယောဤဖြူဝေထေဝင်းဝေလာမင်းကြီးတမြညီညွတ်ဝေကောင်းလာပါသောမျက်နာတော်အပြင်လည်းရှိတော်မူပါပေထသော
ဓမ္မေတံတရားကျော်ခိုင်ထုံထိုင်ထိုင်နဲ့ရိုင်းဆိုင်နေသူနတ်လူအပေါင်းကိုလည်းဤကောင်းလမ်းပြယဉ်ကျေးအောင်ဆုံးမတော်မူပေထသောဓမ္မဒေသကံပွင့်လို့ချင်းချင်းကြွပွဲဝင်မြည်လူရှင်တတိုင်းญาတိုင်းပင်ကစားဝိနည်းယာကိုဒေသနာယီဤတိုင်ကျွေဟောပြတော်မူပေထသောသဗ္ဗကန္တနာအလုံးစုံသောအရာယရဏဟုသမျှတို့ထကန္တိတံအစတရားမကသာအောင်နိသက်ဖွယ်ရလည်းဖြစ်တော်မူပါပေထသောဣန္ဒကံရှိသမျှဓမ္မဥသုံးအလုံးစုံကိုသိကြုံပိုင်သာဆိုရတော်မူပေထသောတဏ္ဍာယကံမဂ္ဂင်ရှိစုအောင်လံထူ၍နေဘူးတောင်းမူဖောင်းကတို့ဖြင့်ဆောင်ဖို့တော်မူညာထိုရှင်တော်မြတ်ဖရာကိုအဟံဓမ္မကထာဒေသနာကိုဖွေရှာဟောမည်စိတ်ကရည်၍ကြံစီအားထုတ်ဖရာတပည့်တော်အကျွန်ုပ်သည်နမမိဓမ္မယုံပလင်ဥစီကတရာဟောရွှေရွှေမြူပြည်လည်းရင်ရှေးဥညောအခါကနေ၍အကျဉ်းချင်းကြောလိုက်ရပါတော့သည်မြတ်စွာဘုရားဣတေနာသစ္စာဝစေနာဣသောနုသံဖောထုတ်ပြန်၍ဟုတ်မှန်စွာပြောဆိုရသောဗနာမသစ္စာစကားကြောင့်သာတောတရားချစ်ခင်စိတ်ကောင်းဝင်ရကုန်သောသင်သူတော်စင်တရားနာပရိသတ်ပေါင်းတို့သည်ဒုက္ခိတာအန္တရေပြောက်ပြဲစီဝါတက်လျက်စိတ်ဆက်ရွှင်လန်းဝမ်းပတ္တသာချမ်းသာခြင်းရှိကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေဒုက္ခသာကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းကိုယ်စိတ်နှပါတို့၏ဆင်းရဲခြင်းစွာသောဆင်းရဲခြင်းအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေဝေယသာအတ္တနုဝါဒပိပရာနုဝါဒပိတန္တာပိဒုက္ခတိပိအစရှိကုန်သောမကောင်းသောဘေးအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်းတုဖြစ်ကြပါစေကုန်သတည်းနေသောကသာမညုမမိန်တကိုရှိန်၍စိုးရိမ်မနောကြောင့်ကြပူဆွေးကိုကြွေးခြင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်းတုဖြစ်ကြပါစေကုန်သတည်းဟွန်တုယခုစွာသောသစ္စာစကားနှင့်ပုလိုအပ်သောမေတ္တာတရှိန်ဝါတို့ကြောင့်အချိန်မကြာကိုယ်စီကိုယ်ငါဖြစ်တော်မူနိုင်ကြပါစေကုန်သတည်း
ဘာတရားတဲ့လေအမွေခံထိုက်သူဖြစ်ပါစေတဲ့ချမ်းသာသလိုထိုင်ပြီးတော့နာကြပါဟုတ်လားတင်မလင်ကိုထိုင်ရင်လဲထိုင်အစဉ်ပြေသလိုထိုင်တယောက်နဲ့တယောက်အစဉ်ပြေသူ့ပေါင်းကိုပေါင်းမအလှည့်ကြနင်းထိုင်ဒီတဲ့အစဉ်ပြေသူ့ပေါင်းမအိတ်ကိုပေါင်းမအိတ်ပြီးတော့ထိုင်ကဲပြိဿပျော်ပျော်ပါပါဟုတ်လားအားလုံးတို့ပြိဿမရတရားလင်္ကာလေးကိုတန်ပြန်လိုက်ဆိုဒီလူအုပ်ကြီးနေတာဆိုလိုက်တော့တရားမင်းအောင်ကြသိမ်းထားတော့ဟုတ်လားအားလုံးလိုက်ဆိုမယ်နော်ကျွေးမွေးမပြတ်ဆောင်ရွက်စီမံမွေခံထိုက်စေလူမြဝေ၍စောင်းလေမျိုးနွယ်ဝငါသွဲကျင့်ဖွယ်သားတို့သမီးတို့တာတမ်းပြိုင်ဆိုမယ်ကျွေးမွေးမပြတ်ဆောင်ရွက်စီမံမွေခံထိုက်စေလူမြဝေ၍စောင်းလေမျိုးနွယ်ဝငါသွဲကျင့်ွယ်သားတို့သမီးတို့တာရမနေဘူးလားဘယ်ချိန်နဲ့ရဘယ်ရွယ်နဲ့ရဘာမှမသိတဲ့အရွယ်တွေကရတာကျွတ်တို့ညာသူညာသားဘုန်းကြီးကျောင်းတဝက်နဲ့ကြီးလာတာဆိုတော့အကုန်လုံးသိတယ်ဟုတ်လားဟိုးကလေးလေးဘဝအကိုရီအမတွေကျောင်းကပြန်လာရင်ဆိုပြနာတဲ့ရနေတဲ့ဒီလင်္ကာလေးဟာဒုပရိသအားလုံးရပြီးသားမဟုတ်ဘူးလားအာလုံးသောဒုဓမ္မဆွေတော်မျိုးတော်တွေလည်းငယ်စဉ်တောင်ကြီးကလေးလေးဘဝတည်းကရလာခဲ့သလိုဟောဒီမဒီကနေ့ထောက်တာဝဲကြီးကင်ထားတဲ့ကိုတော်လည်းဟိုးကလေးလေးကလေးကရလာတာပါပဲဒီတော့ပြိဿငယ်ငယ်လေးတဲ့ကယဉ်ဤထိတွေ့လာတဲ့လင်္ကာလေးဖြစ်တော့ဘာမှမဆန်းသလိုပဲမအောင်မေဘူးလားဦးဇင်းတို့လည်းတရားတွေဟောလိုက်မှာဒီလင်္ကာကောင်းလိုက်တာလို့ဒီလင်္ကာဘသူရေးတာလဲလို့လေ့လာလိုက်တဲ့အချိန်ကျမှဟာပေါ့ပေါ့သေးသေးမဟုတ်ပါလားဆိုပြီးတော့စာတွေပြန်ကြည့်ရတာဟုတ်လားရှင်မင်းဒီအုပ်စိုးခဲ့တဲ့မင်းတော်မင်းတရားလက်ထက်တော်ကာလကလေးကသင်္ကစားသရောဘုရားကြီးကအာလုံးသောလူငယ်လူကြီးလူရွယ်လူလက်အကုန်လုံးလိုက်နာနိုင်အောင်ဗုဒ္ဓရှင်တော်မြတ်ဟောကြားလိုက်တဲ့သုတ်တန်ကြီးတစ်ခုလုံးကိုခြုံမိငုံမိအောင်ရေးဆက်လိုက်တဲ့အခါကျတော့အဲ့ဒါကိုလူသားတိုင်းသိနေတာကသာသမီဝတ္တရား၅ပါးဟုတ်လားတကယ်တော့ပြိဿမြန်မာကဗျာမြန်မာစာလို့ထင်တော်လဲပဲဒီအချက်အားလုံးဟာမြတ်စွာဘုရားရဲ့သုတ်တန်တစ်ခုလုံးကိုသောဘုရားကြီးကယူပြီးတော့ဆက်ထားတာဒီတော့ဒီလင်္ကာဟာဘုရားဟောလားမြန်မာစာကမြန်မာစကားလားဘုရားဟောစကားဟုတ်လားဗုဒ္ဓရှင်တော်မြတ်ကိုတော်တိုင်ရှင်တို့တော်ထွက်လို့ဟောကြားခဲ့တဲ့တရားဒေသနာသင်္ကစားသောဘုရားကြီးကလူသားတိုင်းအားလုံးနားလည်အောင်ဆက်ဆိုခဲ့တဲ့အတွက်ကြောင့်မြန်မာစကားမြန်မာစာပေလို့မထင်လိုက်ပါနဲ့တဲ့ဒါဆိုရင်ဗုဒ္ဓရှင်တော်မြတ်ဘာကိုမိန့်ရင်နာလဲဟောဒီလောကကြီးထဲမှာသာသမီဖြစ်ကြတဲ့ပုဂ္ဂိုလ်တိုင်းအတွက်အမေတို့အဖေတို့ရဲ့နှုတ်ကမပြောထွက်လို့မပြောရလို့ပြောမထွက်ခဲ့တဲ့စကားတွေကိုရှင်တော်မြတ်ဘုရားကမိဘနှစ်ပါးရဲ့ကိုယ်စားရွှေနှုတ်တော်ထွက်လို့ဟောပေးထားတယ်တကယ်တော့ပြိဿမိဘဝတ္တရားလည်းမဟုတ်ဘူးသာသမီဝတ္တရားလည်းမဟုတ်ဘူးသာသမီတွေကိုကြည်ပြီးတော့အမေတို့အဖေတို့ရဲ့နှလုံးသားထဲကမျောလင့်သွားတဲ့မျောလင့်ချက်ဆိုရင်ပို့ပြီးတော့မှန်တယ်ဟုတ်လားနံပါတ်1မိန်တော်မူလိုက်တဲ့ကျွေးမွေးမပြတ်ဒါကိုဒုပရိသခိုင်မာတဲ့စကားလေးတခွန်းထည့်ပြောမယ်ဘတောဝါနောပရိသတိတဲ့ပါဠိတော်မှာဒီအတိုင်းလာအဲ့ဒီဘတောဝါနောပရိသတိဆိုတဲ့စကားလေးကိုသောဘုရားကြီးကကျွေးမွေးမပြတ်ဆိုပြီးတော့လေးလုံးနဲ့ပိုင်အောင်ဆက်ထားတာဟုတ်လားဘ
ဘုံတော်ကြောင့်ပါသခင်ဘုရားရှင်ကိုတော်မြတ်ရဲ့ရွှေနှုတ်တော်ကစတင်ပြီးတော့မိန့်လိုက်တဲ့စကားဟေမင်းတို့ကိုမွေးပေးလိုက်တဲ့မင်းတို့ရဲ့မိဘနှစ်ပါးသည်ငယ်စဉ်တောင်ကြီးဘဝလည်းနှလုံးပခုံးနဲ့လက်နဲ့သင်ဝါဘတ်တော်ကစီနဲ့လူဖြစ်အောင်ကျွေးမွေးဆောင်ရှောက်လာတဲ့အရွယ်ကလေးကအမေရင်ဝင်ထဲမှာနှုတ်ကြိုတွေတောက်ဆိုးနေတဲ့သားငယ်သမီးငယ်ကလေးကိုကြည်ရင်နဲ့မင်းတို့ရဲ့အမေမျက်လုံးအိမ်မှာမျောလင်းချက်တွေနဲ့အာရပါရရှင်မြူးနေခဲ့တယ်ဘယ်လိုများမျောလင်းချက်တွေထားခဲ့သလဲဆိုရင်ငါတို့သည်လောကကြီးထဲမှာအထီးကျန်တဲ့မိသားစုဘဝကလွန်မြောက်လို့လာခဲ့ပြီးငါရင်ဝင်ထဲမှာဟောဒီမှာနှုတ်ကြိုတွေတောက်ဆိုးနေတဲ့ငါသားကြီးငါသမီးကြီးလောကကြီးအလဲငါတို့ရဲ့မိသားစုဘဝထဲမှာရောက်လို့လာခဲ့ပြီတဲ့ငါတို့ကအခုလိုချစ်ချစ်ခင်ခင်ရိုးရိုးရရမြတ်မြတ်နိုးနိုးနဲ့ပြုစုလှုပ်ကြွေးပေးနေသလိုပဲသင်္ခါရသဘောတရားအတိုင်းတနေ့နေ့တစ်ချိန်ချိန်မှာအိုမင်းရင်ရောလာမယ်ငါတို့ကလည်းတခါတခါမှတတိတွေမခိုင်ထမိန်မနိုင်ပစိုးမနိုင်ကျင်ငယ်မနိုင်ကျင်ကြီးမနိုင်ဖြစ်တဲ့ဘဝကိုရောက်ရအောင်မှာအဲ့ဒီလိုအသက်တွေကြည့်ပြီးတော့တတိတွေမခိုင်ထမိန်မနိုင်ပစိုးမနိုင်ကျင်ငယ်မနိုင်ကျင်ကြီးမနိုင်ဘဝများရောက်ခဲ့မယ်ဆိုရင်ဘာမှအားငယ်စရာမလိုဘူးတဲ့ဟောဒီငါရင်ဝင်ထဲမှာနှုတ်ကြိုတွေအာရပါရတောက်ဆိုနေတဲ့ငါသားကြီးငါသမီးကြီးကငါတို့ကိုပြန်ပြီးတော့ပြုစုလုပ်ကြွေးပေးမှာတဲ့နှုတ်တိုက်နေတဲ့အမေရင်ထဲမှာလည်းမျောလင့်နေတယ်ဘေးနာကအမေကိုအားပေးနေတဲ့အဖေမျက်နှာကလည်းပြုံပြုံကြီးနဲ့မျောလင့်ခဲ့ဘူးပါတယ်မြတ်စွာဘုရားကဒီစကားကိုမိန့်ညင်တာဟုတ်လားမင်းတို့ကိုငယ်ငယ်လေးတည်းကကွာတဲ့နှုတ်ကြိုတိုက်ကြွေးတဲ့ကမင်းအဖေနဲ့မင်းအမေကမျောလင့်သွားတယ်ငါတို့ကဟောဒီမှာရိုးရာပြုစုပေးနေသလိုငါတို့အသက်ကြီးရင်လေငါသားကြီးငါသမီးကြီးကငါတို့ကိုပြန်ပြီးတော့ပြုစုလုပ်ကြွေးပေးမှာလို့နံပါတ်1မျောလင့်ချက်အနေနဲ့မျောလင့်သွားတယ်တဲ့ပရိသတ်ရေမိဘနှစ်ပါးရဲ့ယင်တွေကမျောလင့်ချက်ကိုမိဘနှစ်ပါးကတော့မပြောရဲလို့မပြောထွက်ခဲ့ပေမဲ့မြတ်စွာဘုရားကရွှေနှုတ်တော်ထွက်လို့မိန့်ခဲ့ဘူးတယ်ဒီတော့အားလုံးတို့သာသမီဖြစ်ကြတဲ့ဦးဇင်းတို့အပါဝင်အားလုံးဓမ္မဆွေတော်မျိုးတော်တွေအမေတို့အဖေတို့ကရင်ဝင်ထဲမှာနိုးတိုက်စဉ်ကာလကလေးကမျောလင့်ခဲ့တဲ့ဒီမျောလင့်ချက်ငါသည်အမေနဲ့အဖေအပေါ်မှာဘလောက်များကြည်ခဲ့ပြီလေတဲ့ကိုရေကြီးပြန်ပြီးတော့သုံးသက်ကြည်စမ်းမှာကြည်ပြီလားစဉ်းစားနော်အမေတို့ကဟောဒီရင်ဝင်ထဲမှာနှုတ်ကြိုတိုက်ကြွေးစဉ်ကာလကလေးကမျောလင့်သွားတာဒီသားကြီးဒီသမီးကြီးကြည်လာရင်ငါတို့ကလည်းအိုလာမှာငါတို့အိုလာရင်ငါတို့ကိုဟောဒီငါသားသမီးကပြန်ပြီးတော့လှုပ်ကြွေးဆောင်ရှောက်မှလို့မျောလင့်သွားတယ်အဲ့ဒီမျောလင့်ချက်ကိုဘုရားကမိန့်လိုက်တယ်ဒါဆိုရင်တို့တရားနာပရိသတ်ပေါင်းသူတော်ကောင်းတွေအိမ်မှာရှိနေတဲ့မိဘနှစ်ပါးမရှိတော့တဲ့မိဘနှစ်ပါးရဲ့အပေါ်မှာငါဘလောက်တာဝန်ကြည်လိုက်သလဲကျွေးမွေးမပြတ်တောင်ငါဘလောက်များကြည်ပြွန်လိုက်သလဲလို့စဉ်းစားကြည့်စမ်းပါမကြည်သေးရင်ဘာလုပ်ရမလဲကြည်အောင်ဆက်ရမယ်ကြည်သွားတယ်ဆိုတဲ့အဆင့်ကတော့ရောက်ဖို့လွယ်ပါမလားမလွယ်ဘူးပြိဿတချို့သားသမီးလေးတွေရဲ့ဘဝမှာဝမ်းနည်းစရာကောင်းနေတဲ့စိတ်ဓာတ်တွေပေါ်နေကြတယ်အမေအိုအဖေအိုတွေတတိမခိုင်တော့ဘူးကျင်ငယ်ချင်းကြီးမနိုင်တော့ဘူးအေးမိမိရဲ့အိမ်ပေါ်မှာမိမိရဲ့မျက်စိရှေ့မှာမြင်နေပေမဲ့နှာခေါင်းလေးတရှုံရှုံနဲ့မလုံကြွေးမပြူးစိုးတဲ့သားသမီးတွေမြောက်များစွာရှိမနေဘူးလားကြည့်လိုက်စမ်းပြိဿဒီအချိန်ကျမှတတိမခိုင်လို့ကျင်ငယ်ကျင်ကြီးမနိုင်တဲ့အမေတို့အဖေတို့ဘဝကကိုကမြင်ရတာကိုယ်တော်ကပြိဿအမေရင်ဝင်ထဲမှာပါချခဲ့တဲ့အီအီတွေစုထားမယ်ဆိုရင်နေပါမလားမိမိပေါက်ချခဲ့တဲ့ရှူရှူတွေများစုထားမယ်ဆိုရင်ခါလံပုံတွေနဲ့တောင်တည်လို့ရမယ်ကဲ
အမေတို့အဖေတို့ရဲ့စိတ်ဓာတ်တွေကတောင်အမလေးဒီလောက်ညစ်ပတ်တဲ့ကလေးသွားဟဲဆိုပြီးတော့များပြစ်ခဲ့မယ်ဆိုရင်ပြစ်ခဲ့တဲ့နှလုံးသားများမိဘနှစ်ပါးရဲ့ရင်ထဲမှာရှိမယ်ဆိုရင်ကိုယ့်ဘဝဟာလူဖြစ်ပါမလားဘလောက်ပင်ဆိုပါစေဘလောက်ပင်ຫນွေပါစေကျင်ငယ်ကျင်ကြီးဘယ်နှကြိမ်မဲပါချသွန်ချပါစေငါသားလေးကရှိစရာငါသမီးလေးကရှိစရာငါသားလေးကချစ်စရာငါသမီးလေးကချစ်စရာလို့ရင်ဝင်ထဲကသားသမီးလေးကိုပျော်စရာလေးအဖြစ်နဲ့တော့အမေတို့အဖေတို့ကယူရပြီးတော့ကျွေးမွေးပေးခဲ့ရတာကို့အလဲကြမှာအမေနဲ့အဖေကိုယွန်စရာဆိုပြီးနှာခေါင်းရှုပ်နေအဲ့ဒီသားသမီးအမွေခံထိုက်ပါမလားဒါဘု து စကားလဲမင်းတို့မိဘနှစ်ပါးကမင်းတို့ကိုဟိုးငယ်ငယ်ကလေးတွေကနှုတ်တိုက်ကလေးကမွေးဖွားကလေးကမျောလင်းခဲ့တယ်ဒီမျောလင်းခြင်းမင်းတို့ကြည်အောင်မဆိုင်ရင်မင်းတို့သည်အမွေခံထိုက်တဲ့သာသမီမဖြစ်နိုင်ပါဘူးတဲ့ပရိသတ်ရေအဲ့ဒီအထဲမှာကိုဘယ်ဘက်မှာပါမလဲအလုံးတို့ပရိသတ်ဒီအမွေခံထိုက်တဲ့သာသမီဖြစ်ခြင်းသလားမထိုက်တဲ့သာသမီဖြစ်ခြင်းသလားကဲအမွေခံထိုက်တဲ့သာသမီကတော့လူတိုင်းမဖြစ်ခြင်းဘူးလားဖြစ်ခြင်းနဲ့အမွေခံထိုက်ပါတယ်ထိုက်ခြင်းပါတယ်ဆိုတဲ့ကိုယ့်ရဲ့လုံရဲ့လေးတွေပြန်သုံးသပ်ကြည့်ပါအောင်အမေနဲ့အဖေကိုဥဖြာဖြာဓမင်းပူပူဟင်ပူပူလေးကောင်းကောင်းလေးနဲ့ဘယ်နှခါများလှုပ်ကြွေးပြီးပြီလဲကိုရတဲ့လက်ကလေးတွေကိုရတဲ့ငွေကြီးလေးတွေနဲ့မိဘနှစ်ပါးအတွက်စေဝါကောင်းကောင်းလေးတွေဓာတ်စာကောင်းကောင်းလေးတွေနဲ့ဘယ်နှကြိမ်များတတိတရားနဲ့ကြော့ပြီးပြီလေခြေစုပ်လက်နဲ့ဆိုတာအသာထားအောင်နော်ကျွတ်တို့တောသူတောင်သားလူရန်စားတွေရဲ့အသိဉာဏ်တွေထဲမှာသိပြီးတော့မလုပ်ဖြစ်တာတွေအများကြီးပဲဟုတ်တယ်မို့လားကိုမကလေးနှစ်ယောက်တော့ဟောဒီရင်ဝင်ထဲမှာလဲကင်ထားပြီးလက်မှာလဲတယောက်ဆွဲထားပြီးဆိုရင်တောင်ကြီးတော်တော်ကြီးတယ်ထင်ပြီးတော့အမေနဲ့အဖေရဲ့အိမ်ကိုတောင်မှမရောက်တဲ့သားသမီးတွေမြောင်များစွာမရှိဘူးလားမလုပ်ရဘူးနော်အမွေခံထိုက်ပါမလားဒီတော့အလုံးသောဒုဒဂရမပေါင်းသူတော်ကောင်းနေခိုးတော့ကမသိရသော၎င်းတတိမမူမိရသော၎င်းဖယားအမိန်စကားကိုမသိတဲ့အတွက်ကြောင့်သော၎င်းအမှုမဲ့အမှန်ပဲနဲ့နေခဲ့ကြပါလိမ့်မယ်ဒီကနေ့တည်သွားတဲ့အချိန်မှာပြင်လိုက်ပြီးဆိုရင်တော့သူတော်ကောင်းစည်ရင်ထဲမှာတော့ကြံအောင်မှာပါသိရင်မသိရင်သိပြီးတော့မပြင်သူရုပ်မှာပို့ဆိုးသွားတယ်ဟုတ်တယ်မို့လားဒါကြောင့်မိမိတို့ရဲ့မိဘနှစ်ပါးသက်ရှိထင်ရှားရှိသေးတယ်ဆိုရင်တတ်နိုင်အောင်ကြိုးစားပြီးတော့ကျွေးမွေးပါတတ်နိုင်အောင်ကြိုးစားပြီးတော့ပြုစုလုပ်ကြွေးပါမိဘနှစ်ပါးရဲ့အပေါ်မှာမိမိတို့ရဲ့ယူရပေးလိုက်တဲ့ထမင်းပူပူဟင်းပူပူလေးနဲ့ခြာကျွေးလိုက်စမ်းပါမိမိတို့ရဲ့သိတတ်တဲ့အသိလိမ္မာလေးတွေနဲ့အမေတို့အဖေတို့ရဲ့နှလုံးသားကိုအေးချမ်းစေလိုက်စမ်းပါဟုတ်လားကျွေးမွေးမပြတ်ဆိုတာအဲ့ဒါပဲငါတို့ကကျွေးမွေးခဲ့သလိုပဲတဲ့ငါသားကြီးငါသမီးကြီးကြည့်ရင်လေငါတို့အားငယ်စရာမလိုတော့ဘူးပြုစုစောင့်ရှောက်မဲ့သူလောကကြီးမှာရလာပြီဆိုပြီးမျှော်လင့်ထားတယ်ဟုတ်လားတချို့သားသမီးလေးတွေပြောတာရှိသေးတယ်ကိုတော့တဲ့ကိုမှလည်းသားသမီးနဲ့လူမွေးစည်းဝါးကတက်နိုင်တဲ့လောက်တော့ကြွေးတာပဲတဲ့ဘယ်အချိန်တိုင်းတော့လှုပ်ပေးနိုင်မလဲတဲ့ကဲအဲ့ဒါမျိုးရောမကြဘူးလားစဉ်းစားကြည့်စမ်းကျုပ်တို့ခမည်းတော်အမေရိကကျုပ်တို့ကိုတက်နိုင်တဲ့လောက်ရွေးပြီးမွေးလာတာဟုတ်ရလားအာရရရှိလို့မွေးလာတာဟုတ်ရလားတက်နိုင်အောင်ကြိုးစားပြီးတော့မွေးလာတာမိုးဘလောက်ခေါင်ခေါင်သီးနှံနေဘလောက်ပဲမရပါစေအမေရင်ဝင်တွေကမွေးလာမဲ့ကိုယ်နေကိုတော့အမေကယူရလို့ပေးနေတာပါပဲကိုယ်အလဲကြမှာတတ်နိုင်တဲ့လောက်တော့လှုပ်ကြွေးတာပဲဆိုတော့ကိုယ်ပါဇက်ကထွက်တဲ့စကားကြီးကအရန်အောက်တန်းကြမနေဘူးလားမပြောပါနဲ့ပြောလည်းမပြောပါနဲ့အဲ့ဒီစိတ်ဓာတ်တွေလည်းမရှိပါနဲ့အမေနဲ့အဖေကိုယူရလိုက်စမ်းမှာပြုစုလိုက်စမ်းမှာလှုပ်ကြွေးလိုက်စမ်းမှာအဲ့ဒါဆိုရင်မိဘနှစ်ပါးရဲ့နှလုံးသားမှာလည်းငြိမ်းချမ်းလိမ့်မယ်ကိုယ့်ရဲ့ဘဝမှာလည်းဖရာသာဓုခေါ်ခံရတဲ့ပုဂ္ဂိုလ်ဖြစ်သွားလိမ့်မယ်ဒီဘဝမှာလည်းជីវတိုးတက်လိမ့်မယ်ဘဝသန္တရာမှာလည်းအစဉ်မြင့်တဲ့သုဂတိဘဝကိုရောက်ရလိမ့်မယ်အကောင်းကြီးဖြစ်လာမှာပါဟုတ်လား
ဒီတော့နံပါတ်1အမွေခံထိုက်ဖို့ဆိုရင်မိဘကိုဘာလုပ်ရမလဲပြုစုလုပ်ကြွေးရမယ်ဒါဆိုရင်နံပါတ်2အပိုက်ကဘာတဲ့လဲဆောင်ရွက်စီမံနဲ့ဟောဒီငါတို့ရဲ့ရေဝင်ထဲမှာနှုတ်ကြိုတွေတောက်ဆုံနေတဲ့ငါသားငါသမီးကြီးတပြေးတပြေးနဲ့လူလုံးလူပန်းကြီးကြီးလာမှာဘဝမှာပညာရေးနယ်ပယ်စီးပွားရေးနယ်ပယ်တွေကူးဝင်လာတဲ့အခါရောက်ရင်ငါတို့လုံနေတဲ့ငါတို့ရဲ့လူမှုရေးတာဝန်တွေစီးပွားရေးတာဝန်တွေပညာရေးတာဝန်တွေဘာသာရေးတာဝန်တွေကိုပခုံးပြောင်းပြီးတော့ငါတို့ကိုကူညီစောင့်ရှောက်ပေးမှာလို့မိဘနှစ်ပါးရဲ့ယင်ထဲကနံပါတ်2ညှော်လင်းချက်ပေါ်လာပြန်ပြီတဲ့ဟုတ်လားမင်းတို့ရဲ့မိဘနှစ်ပါးကမင်းတို့ကိုဒုတိယမျော်လင့်ကြတဲ့မျော်လင့်သွားပြန်နေဖယားမိန်တော်မူလိုက်တယ်အဲ့ဒါပါလေဆိုရင်မင်းတို့အသက်ကြီးလာရင်လူလားမြောက်လာရင်သူတို့မလုံနိုင်တဲ့လူမှုရေးစီးပွားရေးပညာရေးဘာသာရေးတာဝန်တွေကိုမင်းတို့ကသူတို့ကိုယ်စားပခုံးပြောင်းပြီးတော့ဆောင်ရွက်ပေးမှလို့မျှော်လင့်ထားတယ်အေးအမေတို့အဖေတို့မျှော်လင့်လိုက်တယ်အဲ့ဒီမျှော်လင့်ခြင်းနံပါတ်2ကိုရောမင်းတို့ဘလောက်ဖြည့်ပြီးကြပြီလေဖခင်ကမေးလိုက်တို့ပြိတ္တဘလို့ပြန်ဖြည့်မလဲအေးပြန်မဖြည့်ရဘူးလို့မှားလိုက်လားဖြည့်စရာစကားမရှိဘူးမို့လားစဉ်းစားနော်ပြိတ္တဟောဒီထဲမှာဝန်ထမ်းတွေရဲ့သားသမီးတွေပါမယ်ဟောဒီထဲမှာလယ်သမားတွေရဲ့သားသမီးတွေပါမယ်ဟောဒီထဲမှာဂုံသည်တွေရဲ့သားသမီးတွေပါမယ်မပါဘူးလားအိမ်ကအဖေတရွေးညီထမ်းပြီးတော့60ကျော်အရွယ်အထိလှုပ်ကြွေးရတာမြင်နေရအောင်မယ်အိမ်ကအဖေအစိုးရကပင်စင်ယူပြီးတာတော့မှရက်သေးရွာတယ်ရှောက်ပြီးတော့ရှာရတာတွေ့ရအောင်မယ်မတွေ့ရဘူးလားစဉ်းစားကြည့်စမ်းပြောနေတာကထေရဝါဒဗုဒ္ဓဘာသာဗုဒ္ဓရဲ့အဆုံးအမကိုထေရဝါဒလမ်းစဉ်အတိုင်းခံယူနေတဲ့နိုင်ငံကြီးလည်းပြောရဲ့ကဲပရိသတ်ဒီမြန်မာနိုင်ငံကနေ international တစ်ခုတစ်ကမ္ဘာလုံးကိုပတ်ကြည့်လိုက်စမ်းဝန်ထမ်းတစ်ယောက်ဟာအသက်ဘယ်လောက်မှပင်စင်ပေးလဲ60မြန်မာနိုင်ငံတနိုင်ငံနဲ့ဟုတ်ရဲ့လားနိုင်ငံတကာမှာဒီအတိုင်းပဲဒီတော့ပြိဿဝန်ထမ်းတစ်ယောက်ဟာအသက်60မှာပင်စင်ယူရတယ်တဲ့ဘာကြောင့်ပင်စင်ယူရတာလဲဟောဗျာမကွေးမျိုးလောက်လှတာမရှိပါဘူးပြုံးမပြပါနဲ့ပြောပြရင်တော်ပါပြီဟမ်ပရိသတ်မျက်စိတွေမုံလာပြီနားတွေထိုင်လာပြီခါးတွေကိုင်းလာပြီလက်တွေမတန်တော့ဘူးအရက်စကားနဲ့ရှင်းအောင်ပြောရင်ဟေးမင်းမျက်စိမုံပြီနားထိုင်ပြီခါးကိုင်းနေမင်းလက်တွေတုံနေပြီမင်းမလုံနဲ့ကွာအိမ်ပြန်ပင်စင်ယူလိုက်တော့လို့ပြောတာနဲ့မတူဘူးလားတတိတွေကလည်းမေးလျော့လာပြီခန္ဓာကိုယ်ကြီးကလည်းမတန်ဆွမ်းတော့ဘူးခေါင်းပေါ်ကိုကြည့်လိုက်ပြန်တော့လေသပင်တွေကဖြူနေပြီဒါကြောင့်မင်းပင်စင်ယူတော့တဲ့ဟုတ်လားအဲ့တော့60ပြည့်ရင်ပင်စင်ပေးတာကတော့နိုင်ငံတကာရဲ့စီကံဖြစ်တဲ့အတွက်ကိုယ့်အိမ်ကအဖေဝန်ထမ်းဆိုရင်အသက်ဘယ်လောက်မှပင်စင်ရမှာ60နော်ဒါဆိုရင်အသက်60ရွယ်မှာတတိတွေချွတ်ချော်လာပြီခါးတွေကိုင်းလာပြီနားတွေထိုင်းလာပြီဆံတွေဖြူလာပြီမျက်လုံးတွေကမုံလာပြီလက်ချေတွေမတန်တော့တဲ့အတွက်ကြောင့်ပင်စင်ပေးလိုက်ပါပြီတဲ့နိုင်ငံတော်ကတော့ပင်စင်ပေးလိုက်ပါပြီအိမ်ပေါ်ရောက်လာတဲ့ကိုအဖေနဲ့ကိုအမေသားသမီးတွေကပင်စင်ပေးပြီးပြီလားအမေတို့အဖေတို့ထားခဲ့တဲ့လောကီအမွေနဲ့မိမိဘဝတိုးတက်ပြောင်းလဲလာတိုင်းဩငါအဖေနဲ့ငါအမေထားခဲ့တဲ့အမွေဟာငါကဒီစည်းစိမ်တွေရလိုက်တယ်လို့ဟိုမှာအမေတို့တည်ခဲ့တဲ့ကြောင်းလေးပြင်အောင်ပါပဲတစောင်းလေးပြင်အောင်ပါပဲဇီတီလေးထုံးသင်္ကန်းရွှေသင်္ကန်းကတ်အောင်ပါပဲဆိုပြီးတော့တတိတရားနဲ့လောကုတ္တရာအမွေကိုလည်းခံရတယ်အဲ့ဒါမှအမွေခံထိုက်တဲ့သာသမီပိသားတယ်ဟုတ်လားဒီတော့ပြိဿရဲ့3ချက်သာပြည့်သွားတယ်အဲ့ဒီအထဲမှာကိုဟာအားကောင်းကောင်းနဲ့ရေရင်ဝလက်ခမောင်းခတ်ပြီးတော့ပြည့်စုံပါတယ်လို့ပြောရတဲ့လူပါသလားဘာဖြစ်လို့မပါဘူးမပြည့်စုံသေးလို့ဘယ်တော့ပြည့်စုံမှာမဲပြည့်စုံအောင်ကြိုးစားပါမယ်သာဓုဗျာဟုတ်လားကျွေးမွေမပြတ်ဆောင်ရွက်စီမံမွေခံထိုက်စေလူမြဝေ၍မိဘနှစ်ပါးမိမိကိုရင်ဝင်ထဲမှာနှုတ်ချိုတိုက်ကြွေးအိုအေးနဲ့သချင်းလေးနဲ့ချော့သိမ့်နေတဲ့အချိန်
အမေတို့အဖေတို့ရဲ့မျက်လုံးအစုံသာအာကောင်းကောင်းနဲ့အရင်အနီးကြီးစွာမျောလင်းတဲ့မျောလင်းချက်ကဟေးငါတို့ဟောဒီလောကကြီးထဲကနေသေဆုံးထွက်ခွာသွားရတဲ့အချိန်ဘယ်လိုဘဝကိုပဲရောက်ပါစေကြံရစ်ခဲ့မဲ့ဟောဒီငါသားကြီးကြီးလာရင်ငါသမီးကြီးကြီးလာရင်ကွယ်လွန်သွားတဲ့ငါတို့ကိုရည်မှန်းပြီးတော့ဒါနာကုသိုလ်တွေပြုလိမ့်မယ်သီလကုသိုလ်တွေဆောက်တည်လိမ့်မယ်ဘာဝနာကုသိုလ်တွေပွားများလိမ့်မယ်သူတို့ရတဲ့ဒါနာသီလဘာဝနာကုသိုလ်တွေပြုပြီးသွားတိုင်းမှာဖြင့်အဘေအမြအမြယူတော်မူပါအမေအမြယူတော်မူပါလို့ငါတို့ကိုအမြပေးဝေလိမ့်မယ်ဟောမျောလင်းချက်ဟာပြိတ္တသေသွားတဲ့ဘဝအထိမမျောလင်းဘူးလားလူသားတယောက်ဒီဘဝကနေပြုတ်သွားပြီးသေဆုံးသွားပြီဆိုရင်ပြိတ္တဂတိ၅ပါးရှိတယ်လူဖြစ်ရင်ဖြစ်မဖြစ်ရင်နတ်ဖြစ်အဲ့ဒီကောင်းတဲ့နတ်ဘဝမဖြစ်ဘူးဆိုရင်ငရဲဖြစ်မဖြစ်ရင်တိရစ္ဆာန်ဖြစ်ကဲငရဲနဲ့တိရစ္ဆာန်ဖြစ်သွားရင်လည်းသာဓုမခေါ်နိုင်တော့ဘူးလူနဲ့နတ်ဖြစ်သွားရင်လည်းကောင်းတဲ့ဘဝရောက်သွားလို့သာဓုမခေါ်နိုင်တော့အဲ့ဒီမှာဝမ်းနည်းစရာကောင်းတာကသေဂာနီးဆဲဆဲလေးမှာသာသမီဆွေမျိုးပစ္စည်းဥစ္စာအရာရာတစ်ခုခုကိုနှောင်ဖွဲပြီးတော့တန်ရောစင်နဲ့တည်သွားရင်မကျွတ်လွတ်တဲ့ပြိတ္တာကြီးဆိုပြီးတော့ကိုယ်အနီးနားမှာပြန်ဖြစ်တတ်တယ်ဟုတ်လားဒီတော့တန်ရောစင်တမြင်နဲ့မကျွတ်မလွတ်တဲ့ပြိတ္တာကြီးဘဝများအမေနဲ့အဖေအကယ်၍များရောက်ခဲ့မယ်ဆိုရင်မသေးခင်ကိုယ်ကိုနှိုးကြတိုက်ကြွေးတဲ့လူမမယ်အရွယ်လေးတွေကမျောလင်းထားတဲ့အတိုင်းငါသားလေးကဘယ်အချိန်များအများဝေမလဲငါသမီးလေးကဘယ်အချိန်မှအများဝေမလဲလို့အမေတို့အဖေတို့များတမလွန်ဘဝပြိတ္တာကြီးဘဝကစောင့်မျှော်နေကြမယ်ဆိုရင်ကဲသားသမီးကအမေနဲ့အဖေသေသွားပြီဘာမှမဆိုင်တော့ဘူးဆိုပြစ်မြန်ထားရင်ဝမ်းနည်းစရာမကောင်းဘူးလားမမြင်ရတဲ့အမေတို့အဖေတို့ရဲ့ဘဝကိုမမြင်ရတဲ့မျက်ရည်တွေကဒုက္ခပေးနေလိမ့်မယ်။အော်ငါတို့ကတော့မျောလင်းချက်ကြီးစွာနဲ့မွေးခဲ့လိုက်ရတာငါတို့သားသမီးတွေကငါတို့သေသွားတဲ့အချိန်ရောက်တာတောင်မှငါတို့ကိုယဉ်မှန်းပြီးတော့ကောင်းမှုကုသိုလ်လေးမပြုကြပါလားလို့တမလွန်ဘဝကများအဖေနဲ့အမေမျက်ရည်ဆက်လက်နဲ့ကြာရအောင်မယ်ဆိုရင်ဝမ်းနည်းစရာမကောင်းဘူးလားရောအလုံးတို့တရားဓမ္မတွေဟောဒီထဲမှာအဖေနဲ့အမေနှစ်ယောက်လုံးရှိသေးတဲ့ပုဂ္ဂိုလ်တွေလည်းပါရင်ပါမယ်ဒါမှမဟုတ်ရင်အဖေသေဆုံးသွားပြီးတော့အမေသာကြံခဲ့တဲ့ပုဂ္ဂိုလ်တွေလည်းပါရင်ပါမယ်ဒါမှမဟုတ်ရင်အမေသေဆုံးပြီးတော့အဖေသာကြံခဲ့တော့တဲ့ပုဂ္ဂိုလ်တွေလည်းပါရင်ပါမယ်အေးနောက်ဆုံးမိဘနှစ်ပါးလုံးသေဆုံးသွားတဲ့ပုဂ္ဂိုလ်တွေလည်းပါနိုင်တယ်မပါနိုင်ဘူးလားဦးဇင်းတို့ဒီပင်လည်းအဖေဆုံးသွားပါပြီဟုတ်လားပြောလိုတာကပြိဿကိုကိုမျောလင့်ချက်ကြီးကြီးနဲ့စောင့်မျောနေမဲ့အဖေတို့ရဲ့မျောလင့်ချက်ကိုဒီဘဝကကိုမပေးရင်ဟိုးမမြင်ရတဲ့အဖေတို့အမေတို့ရဲ့ဘဝကြီးဟာဘလောက်ပူလောင်လိုက်မလဲဆိုတာစဉ်းစားကြည့်ရင်ကြောက်စရာမကောင်းဘူးလားဒီတော့ပြိဿကိုပြန်ပြီးတော့သုံးသပ်ကြည့်ပါငါသည်သေဆုံးသွားတဲ့အဖေတို့အမေတို့ကိုယီမှန်းပြီးတော့ဒါနာသီလဘာဝနာကောင်းမှုတွေပြု၍ဘဏ္ဍခါများအမြဝေခဲ့ပြီးပြီလေဘဏ္ဍကြီးများသာဓုခေါ်အောင်စွမ်းဆောင်ခဲ့ပြီးပြီလေပြိဿရေစဉ်းစားကြည်စမ်းပါအမတ်တမဲ့နဲ့နေနေတဲ့သားသမီးတွေအများကြီးမရှိဘူးလားရှိတယ်ဒါကြောင့်ဦးစင်းကဒီမှာကွယ်လွန်သူမိဘအဘိုးဘွားများရည်စူးရေးဆိုတော့သိဝမ်းသာတာပဲဘာပဲပြောကိုကောင်းကိုပြုနိုင်လို့ပြုတဲ့အချိန်မှာအခုဦးဝင်းနိုင်တို့ဒေါ်ကြီးကြီးမေတို့တတိတရားနဲ့မိဘနှစ်ပါးကိုရည်စူးလိုက်တယ်ဆိုရင်ကျန်တဲ့သားသမီးတွေလည်းဒီတိုင်းပဲဖြစ်ရမယ်ဟုတ်လားဦးစင်းတို့ဘုန်းကြီးဆိုပေမဲ့အမှတ်တမဲ့မနေဘူးနေတိုင်းပြေးရွတ်တယ်ပဋ္ဌာန်းရွတ်တယ်တရားထိုင်တယ်ဘုရားဝတ္တတောက်တော်ရည်တွေနဲ့ကပ်ပြီးတိုင်းည12နာရီမထိုးခင်17နာရီခွဲလောက်ရောက်ပြီဆိုတာနဲ့အဖေကိုတေချာခေါ်ဖိတ်အမြတ်တမ်းနေပြေးဝေးနေတိုင်းပဲလုပ်ရပါတယ်ဘာဖြစ်လို့လဲအဖေမျောလင့်နေမယ်ဆိုတာကိုယ်တိုင်လည်းသိနေတဲ့အတွက်ကြောင့်ဒီမျောလင့်ချက်ဟာတရက်မဟုတ်တရက်တနေ့မဟုတ်တနေ့အဖေမျောတဲ့အချိန်နဲ့ကိုပေးတဲ့အချိန်မြန်တိုက်ဆိုင်သွားရင်အဖေဟာအာရပါရသာဓုခေါ်ကျွတ်တန်းဝင်မှာပဲဆိုတဲ့အသိစိတ်ဟာအမြဲတမ်းနှိုးဆော်နေလို့ပါဟုတ်လား
ဒီတော့အာလုံးသောဒုဒကဓမ္မပေါင်းသူတော်ကောင်းနေအမေနဲ့အဖေကိုတကယ်ချစ်တဲ့တကယ်မြတ်နိုးတဲ့တကယ်တန်ဖိုးထားဆုံးမကြတယ်ဆိုရင်ကွယ်လွန်သွားတဲ့မိဘနှစ်ပါးကိုဘဝမှာခြားသွားပြီဆိုပြီးတော့ပြင်မထားပါနဲ့အမေတို့အဖေတို့မျောလင်းသွားတဲ့မျောလင်းချက်နံပါတ်၄ကအမြတ်တမ်းပေးဝေဖို့ကြံပါသေးတယ်ဟုတ်လားပြောငါကောင်းမှုတွေဘလောက်အမြဝေပေးပြီလေလို့စဉ်းစားဖို့လိုပါတယ်မဝေရသေးရင်ဘာလုပ်မလဲဝေရမယ်ပြိတ္တအလှကြီးကိုစီတီးဖြောတိလှူနေမှာမဟုတ်ဘူးနေ့စဉ်မိမိရဲ့ဘဝထဲမှာပဲဆွမ်းလေးကပ်ပန်းလေးကပ်ရေချမ်းလေးကပ်အိမ်မှာဆွမ်းကန်ကြွတဲ့ဘုန်းကြီးလေးပဲဆွမ်းရင်တစ်ခွက်ဆွမ်းလေးတစ်ဆွမ်းလောင်းပြီးတော့အဖေနဲ့အမေကိုအမြဝေရင်မရဘူးလားရတာပဲသို့တော်ပြိတ္တအလွန်လွယ်တဲ့အလုပ်ဖြစ်ပါလျက်ကနေအတော်မေ့နေတဲ့သားသမီးတွေအများကြီးမရှိဘူးလားရှိတယ်ဒါဆိုရင်အဲ့ဒီသားသမီးတွေအမွေခံထိုက်ပါမလားပရိသတ်ရေကိုပြန်ပြီးတော့သုံးသပ်ကြည့်စမ်းမှာငါဒီအမွေခံထိုက်တဲ့သားသမီးဖြစ်နေသလားအမွေခံမထိုက်တဲ့သားသမီးဖြစ်နေသလားစဉ်းစားကြည့်ရဲကြီးစဉ်းစားပြီးရင်မြန်ကြီးပြင်လိုက်အချိန်မမီဘူးလားမိပါသေးတယ်ဟုတ်လားဒါဆိုရင်စောင့်နေမျိုးနွယ်ဝန်ငါသွဲကျင့်ွယ်သားတို့တာအမေတို့အဖေတို့ရဲ့နောက်ဆုံးမျောလင်းချက်ကလည်းအံ့ဩလောက်အောင်ကိုချီးမွမ်းလောက်ပါတယ်ဟုတ်လားလောကကြီးထဲမှာကိုမရှိတော့ဘူးပြိတ္တဖြစ်ချင်ရဖြစ်ဆိုပြီးတော့များမေတို့ဖေတို့လောကကြီးထဲကထွက်ခွာသွားတာဟုတ်ရလားစဉ်းစားကြည့်စမ်းငါတို့အမျိုးကဘုရားတရားသံဃာယရဏမြတ်သုံးပါးတဲ့ကံရဲ့အကျိုးကိုပြတ်သားစွာယုံကြည်ကြတဲ့ဗုဒ္ဓဘာသာမျိုးနွယ်စုတွေဖြစ်တယ်ငါတို့ရဲ့ဘိုးဘွားပွေပင်လက်ထက်ကလေးကဟောဒီဗုဒ္ဓသာသနာကြီးကြီးပွားတိုးတက်အောင်ဆောင်ရှောက်လာခဲ့တာဖြစ်တယ်အေးငါတို့မှာဟောဒီသာသမီတွေလောကကြီးမှာကြံရည်အောင်ထားခဲ့တဲ့အတွက်ကြောင့်ငါတို့ရဲ့ဗုဒ္ဓသာသနာကြီးကလည်းဘယ်တော့မှမကွယ်ပနိုင်ဘူးမွေးဖွားလို့ကြံခဲ့တဲ့ဟောဒီငါသားငါသမီးတွေကငါတို့ရဲ့ဗုဒ္ဓသာသနာကြီးကိုနေအောင်လက်အောင်ပမထွန်းလင်းပြောင်းနေအောင်အမြဲတမ်းအမွေခံဆက်ထိန်ဖို့ရန်အမျိုးအနွယ်ကိုစောင့်ရှောက်ပေးကြမှာလို့ကိုလူမျိုးကိုစောင့်ရှောက်ပေးဖို့ရန်အတွက်လေအမေတို့အဖေတို့မျှော်လင့်ပြန်နေကဲကိုလူမျိုးကြီးလောကကြီးတွေကပျောက်မသွားအောင်အမေတို့ဖေတို့မမျှော်လင့်ခဲ့ဘူးလားမျှော်လင့်ခဲ့တယ်စောင့်လေမျိုးနွယ်တဲ့ကိုယ့်ရဲ့မြန်မာကိုယ့်ရဲ့ဗုဒ္ဓဘာသာဆိုတဲ့စောင့်လေမျိုးနွယ်ခုံဟာတခါတဲ့သာသမီတွေအစင်ဆက်ထိမ့်သိမ့်ဖို့မလိုအပ်ဘူးလားလိုအပ်တယ်အဲ့ဒါမှပရိသတ်ရေကိုယ့်ရဲ့မြန်မာဆိုတာဒီကနေ့ကဘာမှာနှစ်ပေါင်းများစွာကြာလာခဲ့တဲ့မြန်မာဟာပျောက်သွားပြီလားရှေးဘိုးဘွားဘီပင်လက်ထက်ကစောင့်ရှောက်ထိမ့်သိမ့်ခဲ့တဲ့မြန်မာဆိုတဲ့ဂုံလေးရှိနေလို့ကြံနေတာကျွတ်တို့လက်ထက်ကြမှာတောင်လုံးမြောက်လုံးတောင်တွေးမြောက်တွေးအတွေးခေါ်တွေမှားပြီးတော့ဘာသာကြလင်လို့ပေါင်းသိမ်းမယ်ဆိုရင်ကျွတ်တို့မျိုးနွယ်ကြီးကကြောက်เสียမကောင်းဘူးလားကြောက်เสียကောင်းတယ်စောင့်နေမျိုးနွယ်ဟောမယ်ဆိုရင်မိုးလင်းလောက်တယ်နော်ပြိဿဟောဒီတမှာတို့ညီမငယ်တွေအရွယ်တွေအများကြီးပါတယ်မြန်မာဗုဒ္ဓဘာသာဟုတ်တယ်မဟုတ်လားအမေကလည်းမြန်မာဗုဒ္ဓဘာသာအဖေကလည်းမြန်မာဗုဒ္ဓဘာသာဘိုးဘွားဘီပင်ကိုမျှော်ကြည့်လိုက်စမ်းမှာမြန်မာဗုဒ္ဓဘာသာကိုလက်ထက်ကြမှာပြိဿရေတခါတဲ့ပြောကြသေးတယ်တချို့ကမလေး open the door တဲ့ဒီခေကြီးကတခါပေါက်ဖွင့်ထားတဲ့ခေကြီးတဲ့အုံနောက်တွေဖွင့်ထားနှလုံးသားတွေဖွင့်ထားကလားတော့ဗမာတော့တရုတ်တော့နားမလဲဘူးကြိုက်ရင်ယူချလိုက်တဲ့သွားပြီဟုတ်လားအဲ့တော့ပြိဿ open the door တကားပေါက်ကြီးဖွင့်ထားတယ်ဆိုတာအုံနောက်တကားပေါက်ပဲဖွင့်နှလုံးသားတကားသွားမဖွင့်နဲ့အကုန်ဝင်လာလိမ့်မယ်ဟုတ်တယ်မို့လားပြိဿလှတာမြင်မကြည့်ချင်ဘူးလားမှန်ပြောလှတာမြင်မကြိုက်ဘူးလားကြိုက်ပြီးရင်ပြိဿအဲ့ဒီဟာနှလုံးသားကကြိုက်တာအုံနောက်ကနေပြီးတော့စဉ်းစားမယ်လှကျင်သလောက်လှကြိုက်ကျင်သလောက်ကြဟေးငါကမြန်မာရွှေမြန်မာရွှေဗုဒ္ဓဘာသာသူကဘာကောင်ကြီးလဲသွားခက်တော့အဲ့လိုအုံနောက်ကလိုက်နေရမယ်လှတာမြင်တိုင်းသာကြိုက်မယ်ဆိုရင်ပြိဿကျွတ်တို့ဗမာဘုန်းကြီးတွေမြန်မာနိုင်ငံပြန်လာစရာအကြောင်းရှိပါမလားဩဘာကြီးတာလဲဟမ်ရှိတာကိုကျုပ်ပြောကျွတ်တို့လည်းပုထုဇဉ်ပဲလှတာမြင်မမြင်ဘူးလားပိတ်ထားလို့ရပါမလားဟာကွာတဲ့အောင်နေသေးတယ်ကွာချောလိုက်တာကွာပြောတယ်မပြောဘူးလားပြောတယ်သို့တော့ချောကျင်သလောက်ချောပါစေကွာငါ229ဆိုသိက္ခာဖုတ်ထားတဲ့ဖုန်ကြီးပဲကွာဆိုပြီးပြီဘာမှမတတ်နိုင်တော့ဟုတ်တယ်မလား
ပရိသတ်အတိနဲ့တတိခံစားချက်နဲ့အုံနောက်တွဲပြီးတော့အမြဲတမ်းထားဘယ်တော့မှမမားဘူးဟုတ်လားအဲ့ဒီလိုမှမဟုတ်ဘဲနဲ့သာပရိသတ်ကိုနာကတ်လာသမျှသာ okay ပြီထင်ပြီးတော့ပါသွားမယ်ဆိုရင်ပရိသတ်သင်္ကန်းတော်မှတစားစီပဲ့ထွက်သွားအောင်ဟုတ်လားဟုတ်တယ်မဟုတ်လားအဲ့တော့ပြောလို့တာကကိုဟာမြန်မာဆိုတဲ့အတိငါမြန်မာရဲ့အမျိုးအနွယ်ကိုစောင့်ထွင်းရမယ်ဆိုတဲ့တတိတာရှိပရိသတ်လှကျင်တဲ့လောက်လှကိုနှလုံးသားကိုထိခိုက်ပါမလားအခုတော့ပရိသတ်ကြီးကျွတ်တို့ရွှေမြန်မာတွေဟာရွှေမြန်မာနဲ့တော့ပြောနေတာပါတခါရွှေရတဖြည်းဖြည်းနဲ့ပေးရကြလာဟိုစိကရက်ဘူးတွေကလရွှေလောက်ဆင်းကြံတော့တယ်ဟုတ်လားအဲ့ဒါမျိုးလည်းမဖြစ်စေနဲ့ဟုတ်လားအဲ့တော့ဦးဇင်းတို့ပြောလို့တာကစောင့်လေမျိုးနွယ်ဆိုတာကဘုန်းကြီးတွေရေတောက်ဟောနေလို့လည်းမရဘူးမြန်မာမျိုးသမီးတွေကိုယ်တိုင်ကစောင့်ကိုစောင့်ရှောက်ရမှာဟုတ်တယ်မဟုတ်လားခုနကပြောသလိုပေါ့လှတာမြင်ရင်ကြည်ကျင်မယ်လှတာမြင်ကြိုက်မယ်သို့တော့အဲ့ဒီကြိုက်တယ်ဆိုတဲ့နှလုံးသားကဖြစ်ပေါ်လာတဲ့ခံစားချက်ကိုအုံနောက်ကချက်ချင်းတကားပိတ်လိုက်ဟေးမဖြစ်ဘူးဆိုရင်ပြိတ္တတတိဝင်မသွားဘူးလားခုမညာခမများတို့ဒီမကွေးမှာတော့မသိဘူးရန်ကုန်မှာဖြစ်နေတဲ့ပြဿနာပြိတ္တကိုရီးယားမင်းသားကဗမာမင်းသားတဲ့တာနေပြီဟမ်မကွေးမှာကိုရီးယားမင်းသားကြိုက်တာမလားဩဗျာကျုပ်ကမကြိုက်ဘူးမှန်ဟုတ်လားကျုပ်တို့လည်းကိုရီးယားမင်းသားမင်းသမီးကိုကြိုက်လို့မရဘူးဘာမောင်းထဲကိုထည့်ထောင်းနေတာဘာဖြစ်လို့လဲသိလားဗမာပြည်ကျုပ်တို့ပြန်ရောက်ခါစားဘာတူလဲချွန်စောနဲ့အွန်စောဖြစ်စားနေတာရန်ကုန်မှာတရားပွဲ9နာရီစလို့ကိုမရဘူးခေါဘကလမ်းဆိုဘုံဘုံကြီးခဏလေးဆွဲထားပါဖြတ်ထားပါဟာဘာဖြစ်လို့တော့ဟာတယ်လီဖုန်းဆိုစကားမပြီးသေးဘူးတဲ့ဒီနေ့ကချွန်စောနဲ့အွန်စောဒုက္ခပါပဲကွာလို့ဂျွန်စောနဲ့အွန်စောလာတော့လေကျွတ်တို့ဘုန်းကြီးကပဲအရှုံးပေးရတာ7 နာရီမှကျောင်းကထွက်သူတို့ကလည်း7 နာရီထုံးမှပလင်မောဘုန်းကြီးရောက်မှပဲအင်ရဆင်းလာကြတော့တရားပွဲ7 နာရီမှစရတယ်ဟုတ်လားဩဂျွန်စောနဲ့အွန်စောပြီးသွားပြီဆိုတော့ပျော်လိုက်တာဟာဒီကောင်2ကောင်ပြီးသွားရင်တော့ငါတို့တရားပွဲ9 နာရီစလို့ရပြီလို့ဟုတ်လားကားလေးသပြီးတော့ပြင်မယ်ထွက်မယ်လောက်ခါချင်းဘုံဘုံကြီးမလာနဲ့အောင်အခုကောင်ကပူမိုက်တယ်ဘယ်သူလဲဆိုဒရိုက်တာရင်နဲ့ဟုတ်လားသွားပြန်ပြီဒါလိုက်တာရင်နဲ့တွေ့တော့လဲကျုပ်တို့ပဲရှုံးတာပဲကဲမထူးဘူးကွာဒီလောက်တောင်ကြိုက်တဲ့လူကြိုက်ကြဟာငါတို့ရှုံးရင်လည်းရှုံးမသိတော့ဟုတ်လားဒါလိုက်တာရင်ပြီးပြီလည်းပြောရောဒီကြားထဲမှာပါသေးတယ်တချို့ကကျင်းတဲ့အောင်မြောက်တာပါသေးတယ်ဗါတယ်ဟုတ်လားကျုပ်ယောဂီအဖွားကြီးတွေခင်ဗျားတို့မင်းညတော့ဘာလို့တရားစကားမလဲဖုံဖုံရဲ့တဲ့အာနာပါတယ်ရှောက်ရမှာဘာဖြစ်ရှောက်သမ်းမှာအာမနာမင်းညမင်းသားတွေတအားလာတာတဲ့ဒါကြောင့်မလာနိုင်ဘူးတဲ့60ကျော်နေပြီဟုတ်လားအဲ့တော့ तू ကရောရောက်ပြောတယ်ဖုံဖုံနဲ့ပြောရမှာနောက်ထပ်အာနာနာရှိပါလေအဲ့မင်းသားလေးတဲ့ဖုံဖုံနဲ့ခက်စင်စင်တဲ့ဟုတ်လားဩကျုပ်ကအဲ့ကြတော့နည်းနည်းကြည့်နေတော့ဩမဆိုးပါဘူးလို့ဟုတ်လားကြည့်ပါလို့သေချာကြည့်နော်လို့နောက်ထပ်ဘယ်နေရာတွေတူသေးလဲလို့ဟုတ်လားအဲ့တော့ပြိဿကြီးအဖွားကြီးတွေဒါရင်ရတော့ကြိုက်တာအဲ့တော့ဩပြီးသွားပြီပေါ့လေဒါရင်ပြီးရင်လည်းတို့တရားပွဲ9 နာရီစမှာဟောမကြဘူးသူတို့စကားဆုံးမဆုံးနိုင်ဘူးဟာခင်ဗျားတို့ဟိုမင်းသားပြီးသွားပြီဆိုလို့တရားပွဲ9 နာရီမစသေးဘူးဆိုဟာဘုံဘုံရင်နောက်တစ်ယောက်လာပြန်ပြီသူတို့ဒရိုင်ဘာကင်နဲ့ဟုတ်လားဒရိုင်ဘာကင်ဆိုလို့ကျုပ်ကတော့ငငယ်ချောလေးမှပြင်ပါတော့ခင်ဗျားတို့ဒရိုင်ဘာကင်ကျုပ်ကကြည့်လိုက်တာဟိုမှာအဖွားကြီးဒီကန်ကြီးနေပြီဟုတ်လားအဲ့ဒါလည်းသူတို့ကြိုက်တာပဲဟုတ်လားနောက်ဆုံးပြိဿရေဘာမှမရအောင်တော့ကိုကအဲ့ထက်မှရောပါသွားဟုတ်လားဘာမြဲတရားပွဲမရှိတဲ့နေ့ကျရင်မထူးဘူးသူတို့တော့ပြောမှလည်းငါတို့ကြည်ပူအောင်တော့ကြည်ထားမှာပဲဟုတ်ကြကြီးတဲ့နေ့မှာတိုက်ဆိုင်ရဟန်းမသမီးတွေကဖုံးဆက်တယ်ဖုံးနဲ့ဒီနေ့တရားပွဲမသွားဘူးလားမပေးဘူးဟာဒီနေ့မရှိဘူးဘာလုပ်နေလဲဖုံးနဲ့အေးနင်တို့လိုပဲငါလည်းစကားကြည့်နေတာလို့အမလေးတဲ့တပည့်တော်တို့လည်းကြော်ညာဝင်တဲ့အချိန်မလို့ဖုံးကိုဆက်တာပြီးရင်ကြည့်အောင်ပါတဲ့ဟုတ်လားအဲ့တော့နင်တို့ကဘသူ့ကိုကြည့်ပြီးဘာပြောနေငါလည်းကြည့်တာကြည့်တယ်ဆိုဟာဖုံးအဲ့မင်းသားလေးချောတာလေတဲ့အရင်ကောင်လေးအပလာဖြစ်သွားပြီတဲ့ဟာဘသူတော့ငါပြောပါတော့လီအောင်ကြီးလေးဆိုလားအောင်မလေးပရိသတ်ဖြစ်ကျင်တော့ကျုပ်ကလည်းမြင်တာလီအောင်ကြီးတစ်ခါမှမမြင်ဟုတ်လားအဲ့တော့ဖုံးကလည်းကြည့်တယ်လည်းပြောသေးဘာကိုကြည့်ပြီးဘာကိုကြိုက်နေလဲမသိဘူးလို့ငါတော့အဲ့ဒီကောင်အာယုံဆိုင်လို့ကိုမရအောင်ငါမြင်တာလဲအွန်စောတယောက်မြင်တာပဲလို့အဲ့တော့အွန်စောအလှဲ့လဲရောက်သူကမကြည့်နိုင်ဘူးဖုံးကလည်းအွန်စောကြီးသွားကြည့်တယ်လီအောင်ကြီးကြည့်ပါအဲ့ဒီလိုတော့မပြောနဲ့လေလို့ကိုယ်အကြိုက်နဲ့ကိုပေါ်လို့ဟုတ်လားအဲ့တော့ပြိဿကြီးပြောလို့တာကခုဗမာမင်းသားကနေပြီးတော့ကိုရီးယားမင်းသားအထိကြိုက်မနေဘူးလားကြည့်ပါကြိုက်ပါဒါပေမဲ့လို့ပြိဿပါမသွားနဲ့ပြဿနာမရှိဘူးဟုတ်တယ်မဟုတ်လားအဲ့ဒါပြောချင်တာပဲစောင့်နေမျိုးနွယ်ဆိုတာအဲ့ဒါပဲပုရုဇဉ်သဘာဝရလှတာမြင်ကြိုက်ခြင်းပဲကြည့်ခြင်းပဲကောင်းတဲ့အတန်လေးကြားရင်ခဏကြားခြင်းပဲသို့တော်ပြိဿစဉ်းစားလိုက်ပေါ့ကိုကစောင့်နေမျိုးနွယ်ဩငါမြန်မာဗုဒ္ဓဘာသာငါတို့ကကိုယ့်အမျိုးကိုယ့်အနွယ်ကိုယ့်ဘာသာသာသနာကိုစောင့်ရှောက်ထိန်းသိမ်းမှတို့ရဲ့ဘာသာသာသနာလူမျိုးဟာကဘာတည်သိမ်၍တည်နေမှာပေါ့ဆိုတဲ့တတိလေးနဲ့သာနေရင်အမေတို့အဖေတို့ရဲ့
မျောလင်းချက်ကိုလည်းဖြစ်ရရောက်တယ်ဖရာစကားကိုလည်းနားထောင်ရရောက်တယ်ဟုတ်တယ်မို့လားရဘယ်နဲ့ချက်ပြီးသွားပြီလဲကျွေးမွေးမပြတ်ဆောင်ရွက်စီမံမွေခံတတ်စေလူများဝေ၍စောင့်လေမျိုးနွယ်တဲ့ပရိသတ်ငါးချက်တော့ပြီးသွားပါပြီအဲ့ဒီငါးချက်ကိုညီအောင်လိုက်လာတဲ့သာသမီတွေအမွေခံထိုက်တဲ့သာသမီတွေဖြစ်ပါလိမ့်မယ်ညီအောင်မနေတိုင်းမလိုက်နာမကျင်သုံးမှုဆိုရဲသာသမီတွေအမွေခံမထိုက်တဲ့သာသမီတွေဖြစ်ပါလိမ့်မယ်ဒီတော့ကိုယ်ဘယ်ထဲမှာပါလဲဆိုတာအမှတ်ပေးပြီးပြီလားဘယ်ထဲမှာပါလဲဘယ်ထဲမှာပါလဲပလင်မောဘုန်းကြီးမစင်မချင်းတရားဝဲဆိုတာပြီးတယ်မရှိဘူးနော်မေးလို့မပြောလို့ကတော့ဆင်းကိုမဆင်းဘူးဟုတ်လားမိုးလင်းလင်းမစီဟုတ်လားဟမ်ကဲပြိဿရဲ့ဒီ၅ချက်လေးဟာအမှတ်တမဲ့ပေါ့ပေါ့လေးနေတော့ငငယ်လေးရလာတဲ့လင်္ကာလေးဆိုတော့အမှတ်တမဲ့ပဲမနေဘူးလားအရေးမကြီးဘူးလားဘသူတွေရဲ့တန်အောင်လဲသာသမီတွေရဲ့တန်အောင်ပြောတော့အဖိုးကြီးဖွားကြီးတွေသဘောမကျဘူးလားမလီဘုန်းကြီးရဲ့တပည့်တော်ပြောခြင်းတဲ့စကားတွေကိုတော်ကိုစားပြောပေးတာမနဲ့မှဟောဤစိတ်ငကဝုတ်ကုန်မူလာလူအောင်မှာဆိုပြီးတော့များစိတ်ကူးပေါက်ရင်ပေါက်နေအောင်မှာဟမ်အဲ့တော့ပြိဿအဖိုးကြီးတွေအဖွားကြီးတွေဝမ်းသာတာကိုလည်းကျုပ်ကသဘောပေါက်ပါတယ်ဒါသာသမီပြောရင်မိဘတွေကသဘောကျတာပဲငါတို့ကိုစားပြောပေးတယ်ပေါ့ဒါပေမဲ့လို့အကုန်လုံးလဲဝမ်းသာမနေနဲ့ဟုတ်လားဟိုတော့ကဘုန်းကြီး၃-၄ပါးကျောင်းပေါ်မှာထိုင်ပြီးတော့စကားတွေပြောနေကျောင်းတကာနဲ့ကျောင်းမှာလည်းဘုန်းကြီးတွေနဲ့မတွေ့တာကြာလို့ဆိုပြီးတော့ကဲကျောင်းသွားကြအောင်ဟေးတို့ဆရာတော်ကြီးနဲ့လည်းမတွေ့တာကြာပြီဆိုတော့ကျောင်းအောင်နာဝင်ပြီးတော့နေုံတော်ရမတက်နဲ့ဘုန်းကြီးတွေတရားများထိုင်နေသလားမသိဘူးတော့ကြာတရားမထိုင်နဲ့တရားထိုင်နေတို့အတွက်အနောက်ဆက်ပြောမယ်ဆိုအောက်ဝင်လိုက်တော့ဘုန်းကြီးတွေကတရားမထိုင်ကြည့်ဘူးအဲ့ဒီနေ့ကျမှရင်နှွေးတုံးလိုက်နဲ့ရွာထဲကအကြောင်းပြောနေတာဟုတ်လားအဲ့တော့တအိမ်မိတအိမ်ဘသူအိမ်ကဘသူကတော့ကွာဘလို့ကွာဘသူကဘာဘသူနဲ့ဘသူနဲ့ကဘာဖြစ်နေတာနဲ့ပြောနေတော့ကျောင်းတကာကြီးကမျက်နာလေးပြက်လာပြီးတော့ဒကမာကြီးကိုလက်ကုပ်တယ်မိမတို့ပြန်ညရအောင်တဲ့ဟလားအဲ့တော့ဒကမာကြီးကဟင်ရှင်ယူနေတာဘုန်းကြီးနဲ့တွေ့ဖို့လာတာဘုန်းကြီးနဲ့မှမတွေ့ရတယ်ဘာကိစ္စပြန်มาလဲအားလိုက်တာမိမရအပေါ်ဘုန်းကြီးနေရွာထဲကအကြောင်းတအိမ်မိတအိမ်ပြောနေတာတို့အိမ်နာရောက်ခါနေပြီဟာခုလည်းပဲသိမပြောနဲ့ကိုအိမ်နာရောက်ခါနေပြီဟုတ်လားအဲ့တော့သာသမီလေးတွေကိုမိဘတွေကဒီလိုမျောလင့်သွားတာကိုအားလုံးကတတ်မှတ်လိုက်တော့သာသမီဝတ္တရားဆိုပြီးတော့မပြောဘူးလားမှန်ပါတယ်သာသမီတို့ရဲ့ဝတ္တရားဆိုရင်လည်းဒီစကားကမှန်တဲ့စကားပါပဲအေးမိဘနှစ်ပါးရဲ့ယင်တွေကအသေးတွေကမျောလင့်ချက်၅မျိုးဆိုရင်လည်းအလွန်ကိုမှန်တဲ့စကားပါပဲဟုတ်လားဒါဆိုရင်ပြိဿရဲ့လောကကြီးကတခါတခါမှအတဲ့ကြည့်ပေမဲ့ဖြောင်းမြန်တွေ့ရတတ်တယ်တခါတခါဖြောင်းမြန်ကြည့်ပေမဲ့အတဲ့ဖြစ်တတ်တာလည်းရှိတယ်သာသမီလေးတွေကမှန်ကန်ပြီးတော့မိဘတွေကဗလချာဖြစ်နေတာလည်းမြောင်များစွာရှိတတ်တယ်မရှိဘူးလားရံပွဲစတော့မယ်အဲ့တော့ပြိဿတချို့မိသားစုဘဝတွေမှာကျတို့ရွာတွေမှာလည်းရှိတယ်မြို့တွေမှာလည်းရှိတယ်သားလေးတွေသမီးလေးတွေကဘုန်းကြီးတွေနဲ့ယဉ်ကျေးအောင်ပေါင်းတခါတည်းဘာသာရေးစာပေတွေလိုက်စားစာအုပ်စာပေတွေဖတ်ပြီးတဲ့အခါကျတော့အသင်းအဖွဲ့လေးတွေဖွဲ့ဟုတ်လားဘာသာတရားနဲ့ယဉ်ကျေးမှုလုပ်ငန်းလေးတွေလုပ်နေပေမဲ့အိမ်ကမိဘနှစ်ပါးကတောင်ပြောမြောက်ပြောနဲ့ပေကက်ကက်နေတဲ့မိဘနှစ်ပါးရောမရှိဘူးလားပြိဿအများကြီးပဲဟုတ်လားတော်တော်များများလည်းရှိတယ်အဲ့တော့ပြိဿစဉ်းစားကြည့်သာသမီလေးတွေကဘုရားကျောင်းကံကိုသွားမယ်ဘာသာရေးပွဲတွေမှာသွားမယ်ကာယကံကုသိုလ်တွေနဲ့ရအောင်ယူမယ်ဝစီကံကုသိုလ်တွေနဲ့အာရပါရနဲ့ခေကျွေးပြီးတော့တိုက်တွန်းနေမယ်အေးအဲ့ဒီလိုသာသမီလေးတွေကအာရပါရနဲ့ဘာသာသာသနာလုပ်ငန်းလိမ္မာစွာလုပ်နေပြီမဲ့တချို့အိမ်မကြံတဲ့အဖေကတဏီကုန်းမိုးလင်းကမိုးချုပ်ပါအလုံးမလုံးလက်ဖက်ရည်ဆိုင်မှာထိုင်တီဗီကလာတဲ့ဘောလုံးပွဲကိုပြိဿရဲ့လောင်းတို့မနိုင်တာတစ်မျိုးလောင်းတို့နိုင်တာတစ်မျိုးအကုန်လုံးအချိန်ကံပေးပေးတေးတေးနေတဲ့အဖေကြီးတွေလည်းရှိတတ်ပါတယ်မရှိဘူးလားတချို့အမေတွေပို့ဆိုးသေးတယ်ထမင်းကစောင်းတင်အတက်မဝဲဘူးတခါတည်းတိမ်ဝင်ထွက်တယ်နံပါတ်ရှာနေတဲ့အမေတွေအများကြီးပဲမရှိဘူးလားသာသမီးကဘုရားကျောင်းကရောက်နေပဲအိမ်ကအမေကမနဲ့9 နာရီထမင်းမချက်ရတယ်ဘာဖြစ်လို့မနဲ့ထမင်းစားခဏအတွက်နံပါတ်ရှာလို့ကောင်းတော့ရှိတယ်ဟုတ်လားအဲ့ဒီလိုမိဘတွေရောမရှိဘူးလားအဲ့တော့ပြိဿအဲ့ဒီလိုမိဘတွေရှိနေတဲ့အခါကျတော့မိဘတွေရဲ့နှလုံးသားမှာတကယ်တော့ကောက်ချက်ချလိုက်ရင်တရားမရှိလို့ပဲဟုတ်လား
ဖယားကိုမယုံကြည်တာတရားကင်းလို့တရားကိုမယုံကြည်တာတရားကင်းလို့သံဃာကိုမယုံကြည်တာတရားကင်းလို့မိမိပြုလုပ်လိုက်တဲ့ကောင်းမှုကံသည်ကောင်းကျိုးကိုပေးမယ်မကောင်းတဲ့အကုသိုလ်ကံသည်မကောင်းကျိုးကိုပေးမယ်လို့ယုံကြည်မှုမရှိသေးတာသည်တရားမရှိလို့တဲ့တရားမရှိတဲ့မိဘနှစ်ပါးကဘာသာတရားကိုဥပေက္ခပြုနေပေမဲ့သာသမီလေးတွေကဘာသာတရားနဲ့အလွန်ကိုနီးကပ်နေတတ်တယ်ဒီတော့အဲ့ဒီလိုသာသမီနဲ့မိဘကြားမှာပြဿနာဘယ်ကစလဲဆိုရင်အဲ့ဒီကကြတော့ဗျောင်းမြန်သာသမီကအဖေနဲ့အမေကိုအားမလို့အားမရဖြစ်ရတာရောမရှိဘူးလားအဲ့တော့အားမလို့အားမရဖြစ်ရင်းကနေသာသမီလေးရပြန်ဟာဘီတို့မိတို့ကလည်းဗျာဘုန်းကြီးတွေကနေအစုံကလာပြီးတရားဟောတာခင်ဗျားတို့ကဒီတရားပွဲလေးတော့သွားမနာကြဘူးလားပထမတော့ပြည့်ပြည့်သားသားပြောတယ်နောက်ကြတော့ကွာတော့ကွာပြောမနေချင်ဘူးဘာဖြစ်မဲ့ဟာကြီးလည်းမသိပါဘူးဆိုပြီးတော့ပြိတ္တဝစီကံနဲ့လည်းပြစ်မှားမိတတ်တယ်ဟုတ်လားဒါကြောင့်အဲဒီလိုမိဘနဲ့များနေရတဲ့သာသမီတွေပါခဲ့ရင်အဖေနဲ့အမေဘာကြီးပဲဖြစ်နေပါစေကာယကံနဲ့လည်းမပြင်းမပါနဲ့ဝစီကံနဲ့လည်းမပြောဆုံးမပြင်းမပါနဲ့မနောကံနဲ့လည်းမပြင်းမပါနဲ့မိဘနှစ်ပါးကလည်းသာသမီလေးတွေရဲ့နှုတ်ထပြားမှာသာသမီလေးတွေရဲ့လက်မှာသာသမီလေးတွေရဲ့စိတ်မှာအကုသိုလ်ကာယကံဝစီကံမနောကံတွေမလွန်ကျူးမိအောင်ပြုပြင်ပေးလိုက်ပါဟုတ်လားသာသမီဟာသာသမီပဲမိဘဟာမိဘပဲမိဘမကောင်းရင်မကောင်းတဲ့အကုသိုလ်ကသူ့ပဲအကျိုးပေးမှာသာသမီကမကောင်းတဲ့မိဘကိုသွားစော်ကားရင်စော်ကားခွင့်ရှိသလားမရှိဘူးအဲ့တော့ညီငယ်ညီမငယ်တွေကိုမှားလိုက်မယ်အဲ့ဒီလိုမိဘနှစ်ပါးလေဖရာတရားသံဃာယန္နာမြတ်သုံးပါးကိုဘာမှမယိုသေးမကိုင်းဆိုင်ဘူးဆိုရင်စိတ်လည်းမကောင်းမဖြစ်နဲ့အားလည်းမငယ်နဲ့ဝမ်းသာလိုက်စမ်းငါကံကောင်းတဲ့သာသမီတယောက်ပဲလို့အဲ့ဒီလိုဝမ်းသာလိုက်ပါဘာကြောင့်ကံကောင်းတဲ့သာသမီဖြစ်ရတာလဲတကယ်လို့သာမိဘနှစ်ပါးကသာဘုရားတရားသံဃာယန္နာမြတ်သုံးပါးနဲ့အမြဲတမ်းကုသိုလ်ရအောင်နေကိုကဘာမှပြုတ်ခွင့်တော့မှရလိုက်မှာမဟုတ်ဘူးဟုတ်လားဒါကြောင့်မိဘနှစ်ပါးရဲ့노ဘိုးနဲ့ချွေဘိုးကိုကြည်အောင်ဆက်တဲ့ဤကိုမြတ်စွာဘုရားကမိန့်တော်မူထားပါတယ်ကျွတ်တို့ငယ်ငယ်ကပြောမှုတယ်မို့လားဟေးမိဘကျေးဇူးဆက်နော်မင်းတို့မိဘကျေးဇူးဒါဦးသိန်းတို့ပြောချင်တာကမိဘကျေးဇူးကိုခုကြည်အောင်ဆက်တဲ့ဤဦးသိန်းပြပြီးပြီဘုရားရှင်ဆက်တဲ့အကြောင်းဟောပြီးပြီအရှင်သာရိပုတ္တရာဆက်တဲ့အကြောင်းဟောပြီးပြီဒီလောက်နဲ့သိရင်လည်းရပြီသို့တော့နောက်ထပ်ဇက်ကြောင်းတစ်ခုဟောခြင်းသေးတယ်တဏှာရီတော့အချိန်ကုန်မယ်ပြီးမလားသိကြပြီနော်ကဲသိကြရင်ပြီးတာပါပဲဟုတ်လားအားလုံးတို့ပြိဿကြီးကျေးဇူးဆက်တတ်အောင်လို့ပါဟုတ်လားအမေတို့အဖေတို့ရဲ့မွေးကျေးဇူးကိုဆက်တတ်ဖို့ရန်နှုတ်ဘိုးကိုကြည်အောင်ဆက်တတ်ဖို့ရန်ပစ္စည်းနဲ့ကျေးဇူးဆက်ခြင်းနဲ့လည်းသိအောင်ပြောကြားခဲ့ပြီးပါပြီတရားနဲ့ကျေးဇူးဆက်ခြင်းလည်းပဲဟောကြားခဲ့ပြီးပါပြီအရှင်သာရိပုတ္တရာမထေရမြတ်နဲ့ဘုရားရှင်တို့ရဲ့တရားဓမ္မနဲ့ကျေးဇူးဆက်တဲ့ဤလေးလည်းပြီးခဲ့ပြီးပါပြီအေးမြတ်စွာဘုရားလက်ထက်တော်ကာလတော်ကယဟန်တော်တစ်ပါးရဲ့ကျေးဇူးဆက်တဲ့ဤလေးကနာကြည့်ကြရအောင်ဘုန်းတော်၆ပါးသခင်ဘုရားရှင်ကိုရောမြတ်သာဝတိပြင်မောစေတော်ရွှေเจ้าမှာကင်းအောင်မွေလျော်သတင်းသုံးလို့နေတော်မူစဉ်ကာလတုန်းကပြိဿရဲ့ဘုရားပင်မှာသတင်းသုံးလုံးကလည်းစေတော်ရွှေเจ้าတော်မှာရှင်တော်မြတ်ဘုရားသတင်းသုံးလို့နေတော်မူတဲ့အချိန်သာဝတိမြို့မှာလည်းပဲမိသားစုတစုရှိကြပါတယ်ဘလောက်တောင်ကြွယ်ဝချမ်းသာသလဲဆိုရင်18ကလေးကြွယ်ဝချမ်းသာပါတယ်ဘလောက်ချမ်းသာလဲ18ကလေးကြွယ်ဝချမ်းသာတဲ့မိသားစုရဲ့သကောင်စရင်ကိုကြည့်လိုက်တဲ့အခါကျတော့အဖေရဲ့အမေရဲ့အရွယ်ရောက်နေပြီဖြစ်တဲ့သားလေးတယောက်ရဲ့ပေါင်းလိုက်တော့3ယောက်ပဲရှိတယ်တဲ့သာမေသာဘာ3ယောက်ပဲအင်းကြီးတိမ်မှာနေပြီးတော့စီစိန်တွေခံစားရင်းနဲ့ပျော်နေလိုက်တာတယောက်တည်းသာရှိတဲ့ဟောဒီသားလေးကိုတခြားသောမိသားစုဝင်တွေနဲ့လုံးဝပတ်သက်ခွင့်မပေးတဲ့အခါသားလေးကလည်းအိမ်ထဲမှာတယောက်တည်းနေရတော့ပြင်းပြီပေါ့ညနေချင်းရောက်ရင်အိမ်ရှိဝရဏလေးမှာထွက်ပြီးတော့မတ်တရက်လမ်းသွားလမ်းလာတွေကိုကြည့်ပြီးတော့ကလေးလေးကပီတိတွေဖြစ်လို့နေကြရတယ်ပြီးတော့အမျိုးကောင်းသားလေးတနေ့ဝရဏလေးထွက်ပြီးတော့ရက်နေတဲ့အချိန်မိမိတို့ရဲ့အိမ်ရှိကလမ်းမကြီးပေါ်မှာအေးချမ်းတဲ့မျက်နှာအေးချမ်းတဲ့ခြေနှံအသွင်ပြင်းနေနဲ့သွားနေတဲ့လူသားတွေတွေ့တဲ့အခါ
ဒီလူတွေကြည်ရတာအေးချမ်းလိုက်တာဒီလူတွေသွားနေတဲ့ခြေလမ်းတွေမှာလောဘဒေါသတွေခင်းနေလိုက်တာဘယ်ကိုများသွားကြမှာပါလဲဘာချင်းရနဲ့များသွားနေကြတာပါလဲလို့ပြီးကျင်တဲ့စိတ်ကလေးနဲ့အောက်ထက်ကိုအသာဆင်းခရီးသွားရဲ့အနာကိုကပ်ပြီးတော့မေးကြည့်လိုက်တဲ့အခါအကိုကြီးတို့အမကြီးတို့အတော်ကြီးတို့ဘယ်ကိုများသွားကြမှာပါလဲခမည်းတော်သွားနေတဲ့မျက်နှာတွေကလည်းအေးချမ်းလိုက်တာခြေလမ်းတွေကလည်းလောဘဒေါသမာနခြေလမ်းတွေကင်ပါလိုက်တာလို့မေးလိုက်တဲ့အချိန်ပြန်ပြီးတော့ဖြေလိုက်တဲ့စကားသံဃာလူကလေးရဲ့ဟိုစီတော်ရွှေကျောင်းတော်မှာဘုန်းတော်၆ပါးသခင်ဘုရားရှင်ကညစဉ်ညတိုင်းတရားဓမ္မတွေဟောကြားပေးနေတယ်ရှင်တော်မြတ်ဘုရားရဲ့တရားဓမ္မတွေကိုနာကြားဖို့ရန်ငါတို့သွားကြမှာပါတရားဆိုတာအေးတယ်တရားဆိုတာငြိမ်းတယ်တရားဆိုတာနှလုံးစိတ်ဝမ်းကိုငြိမ်းချမ်းစေပါတယ်တို့တရားသွားနာကြမလို့ပါကွယ်တဲ့ပရိသတ်ဘယ်သွားမှာလဲဒီတော့တရားနာသွားမယ်ဆိုတဲ့အတန်ကြားရတဲ့အချိန်ပါရမီဓာတ်ခံပါလာတဲ့သူငယ်ဖြစ်တဲ့အတွက်ကြောင့်ဒါဆိုရင်အဲ့ဒီတရားကျွန်တော်ကိုနာလို့မရဘူးလားရပါသဘောကွယ်ငါတို့ရဲ့ဘုရားရှင်ကတတိတရွယ်ကုန်းတဲ့ကနေလေသမားတိုင်အောင်သရောင်းသားတိုင်အောင်သူဟောတဲ့တရားကိုတပုံသံနဲ့တစိတ်ထဲနဲ့သာဟောကြားတော်မူပါတယ်သာလီလည်းနာကြားနိုင်ပါတယ်လိုက်လာလို့ရပါတယ်လို့တရားနာပရိသတ်ရဲ့ဆွဲဆောင်မှုအားကောင်းတဲ့အတွက်ကြောင့်နှလုံးသားတွေကသဒ္ဓါတွေကလည်းထက်တဲ့ထက်သန်လာရှင်တော်မြတ်ဘုရားတရားဝယ်ကိုအားခဲရင်နဲ့ပရိသတ်နောင်နာကနေပါသွားလိုက်တာစေတော်ရွှေကျောင်းတော်မှာဘုရားရှင်ကလည်းတရားဓမ္မတွေဟောကြားနေပြီးဒါနရဲ့အကြောင်းတွေသီလရဲ့အကြောင်းတွေနတ်ပြည်ချမ်းသာရဲ့အကြောင်းတွေမြမပြည်ချမ်းသာရဲ့အကြောင်းတွေလွတ်မြောက်ကြောင်းတရားတွေကိုစင်စပ်မပြတ်ဟောကြားနေတဲ့အထက်ကရှင်တော်မြတ်ဘုရားကအဲ့ဒီနေ့ကြမှာကာမနာအာဒီနဝကထာငါးပြအာယုံကာမဂုဏ်ကြီးရဲ့အပြစ်တွေကိုတန်းစီပြီးတော့ဟောကြားတော်မူလို့နေပါတယ်ခြေသားခြေသမီးတို့သင်တို့မြင်နေရတဲ့ယူပါယုံတတယုံခန္ဓာယုံရတယုံဘုဒ္ဓဘာယုံဓမ္မယုံလို့ခေါ်တဲ့အာယုံ၆ပါးကာမဂုဏ်တရားတို့သည်အပူနဲ့သာစားပြီးတော့အပူနဲ့သာဆုံးလိမ့်မယ်ဘယ်တော့မှအေးချမ်းတယ်ဆိုတာမရနိုင်ဘူးတကယ်အေးချမ်းတဲ့တရားအစစ်ဆိုတာကယဟန်တို့ရှာနေတဲ့ယဟန်တရားမှသာရှိပါတယ်အေးဒါကြောင့်ညီရတဲ့ဘဝအေးချမ်းတဲ့ဘဝအပူရိကင်းတဲ့ဘဝကိုလူကျင်တဲ့မျိုးကောင်းသားမျိုးကောင်းသမီးပန်ရင်တော့ယဟန်ဘဝမှာယဟန်တရားကိုအားထုတ်ရမယ်လို့ရှင်တော်မြတ်ဘုရားကလည်းယဟန်ပြုကတရားရှာဖို့ဟောကြားတော်မူနေပြီးတရားနာကြနေတဲ့သူငယ်လေးရဲ့တရားတရားကလည်းထပ်သန်လို့နေပြီးဒီလိုနဲ့တရားပွဲကြီးပြည့်စုံသွားတဲ့အချိန်ထပ်သန်တဲ့တရားတရားကိန်းသွားတဲ့ဟောဒီသရူကောင်းသားလေးအမျိုးကောင်းသားလေးရှင်တော်မြတ်ဘုရားရဲ့ထံတော်ဘာကိုချဉ်ကပ်သွားအိုးဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားတပည့်တော်တရားရှင်ဘုရားရဲ့သာသနာမှာဖန်ဝါနီမြတ်ကြသင်္ကန်းဆင်မြန်းလို့ရှင်ဟန်ပြုလိုပါတယ်တပည့်တော်ကိုယဟန်ပြုခွင့်ပေးသနာတော်မူပါလို့ယဟန်ပြုခွင့်တောင်းပါတယ်ဒီတော့မြတ်စွာဘုရားကအမျိုးကောင်းသားလေးကိုကြည့်ပြီးတော့ဟဲ့သားလေးငါဘုရားရဲ့သာသနာကိုဝင်လာကြမယ်မျိုးကောင်းသားမျိုးကောင်းသမီးမှန်ရင်သင်တို့ရဲ့မိဘနှစ်ပါးကကြီးကြီးပြူပြူနဲ့ခွင့်ပြုမှသာလည်းဟိုပေးခွင့်ရှိပါတယ်အဲကြောင့်မင်းမိဘနှစ်ပါးကမင်းကိုသာသနာပေါင်းဝင်ဖို့ခွင့်ပေးလိုက်ပြီလားတဲ့ပရိသတ်မိဘနှစ်ပါးကခွင့်ပေးလိုက်ပြီလားအရှင်ဘုရားတပည့်တော်ရဲ့မိဘနှစ်ပါးကခွင့်ပေးဖို့နေသာသာအရှင်ဘုရားဓမ္မကိုတရားလာရောက်ပြီးတော့နာကြားတာတောင်မှမသိကြရှာသေးပါဘူးဘုရားဧကွယ်ဒါဆိုရင်မင်းမိဘနှစ်ပါးထံမှာမင်းခွင့်သွားတောင်းလိုက်အောင်လို့ရှင်တော်မြတ်ဘုရားရဲ့ရွှေနှုတ်တော်ကမိန့်ကြားလိုက်တယ်ဆိုရင်ပဲမိမိရဲ့အိမ်ကိုအပြေးလေးပြန်မိဘနှစ်ပါးရဲ့ဓမ္မယုသေးစွာဥနှိမ့်ချပြီးတော့အဖေတို့အမေတို့ကျွန်တော်ဒီမြတ်စွာဘုရားရဲ့တရားကိုနာကြားကြရပြီးပါပြီလူပေါင်းမှာကျင်လျရတဲ့ကျွန်တော်တို့ရဲ့ဘဝငါးပြအာယုံကာမဂုဏ်နဲ့သာအချိန်ကုန်လို့နေရပါတယ်ငါးပြအာယုံကာမဂုဏ်တရားတွေကပူလောင်လာပါတယ်
ဒါကြောင့်အေးရတဲ့တရားကိုရှာဖွေခွင့်ရဖို့ရအတွက်ကျွန်တော်မြတ်စွာဘုရားရဲ့သာသနာမှာဝင်ပြီးတော့ယဟန်ပြုလိုပါတယ်ယဟန်ပြုခွင့်ပေးကြပါလို့မိဘနှစ်ပါးရဲ့ထံမှာခွင်တောင်းလိုက်တဲ့အချိန်အသက်80ကျော်80တွင်ချင်းနှင်းဝင်ရောက်နေပြီဖြစ်တဲ့အမေအိုကြီးကအသားလေးကိုသိချာကြည့်ငါသားရဲ့မင်းမှုပြောရလေခြင်းတအိမ်လုံးမှာ80 80နာကန်းနဲ့80နာကန်းနေတဲ့အမေအဖေနားရီထိုင်မျက်စိတွေမုံသွားတွေကြိုခါတွေကိုင်းနေတဲ့ဒီလင်မယားနှစ်ယောက်ကိုမှမေတ္တာရင်ပြီးတော့မြတ်စွာဘုရားရဲ့သာသနာကိုဝင်သွားမင်းလို့ဆိုနေတယ်မင်းမို့လို့ပြောထွက်နေခြင်းကွယ်ငါသားရဲ့အမေပဲလို့မှခွင့်မပေးနိုင်ဘူးငါခွင့်မပေးနိုင်ဘူးသားရဲ့တဲ့အမေတို့ရဲ့အမျိုးကိုပြန်ပြီးတော့ကြည်လိုက်ပါအောင်တမျိုးလုံးတစ်ဆွေလုံးမှာငါသားလေးတယောက်သားလည်းလူပြေမှာခြံထားခဲ့ရမှာငါသားလေးသည်အမေတို့ရဲ့အညွန့်ဖြစ်တဲ့သားကလေးပါအမေတို့အမျိုးကိုဆက်လက်ရှင်းသန်ဖို့ဆိုတာငါသားလေးမှာပဲတာဝန်ရှိပါတယ်သားရဲ့အမေမျက်လုံးအဆုံးမြင်နေရပြီမယ်ငါသားမရှိရင်꿰နေသလိုပါပဲငါသားလေးရဲ့အမေရဲ့မျက်လုံးဆိုရင်လည်းငါသားလေးပါပဲအမေရဲ့အသေးနှလုံးဆိုရင်လည်းငါသားလေးပါပဲအမေရဲ့အသက်ဆိုရင်လည်းငါသားလေးပါပဲ꿰ဒါကြောင့်အမေပဲနည်းနဲ့မှခွင့်မပေးနိုင်ပါဘူး꿰အမေကဘလောက်ပဲသားကတောင်းဆိုခွင့်မပေးတဲ့အခါကျတော့လေသားလေးနဲ့စိတ်ကြည်ညင်းပြီးတော့ကဲဗျာဒါဆိုရင်တော့သားကတော့နေလို့စားလို့လည်းရမှာမဟုတ်တော့ပါဘူးဆိုမြတ်စွာဘုရားရဲ့တရားတော်ကိုအာယုံပြုသတိရရင်မိဘနှစ်ပါးခွင့်မပြုတဲ့အတွက်ကြောင့်စိတ်ညစ်ခြင်းများစွာနဲ့အိယာထဲမှာဝင်လည်လိုက်တာ9 ရက်လုံးလုံးထမင်းလည်းထားမစားဘူးရေလည်းမတောက်ဘူးအယုတ်ဆုံးကျင်ကြီးကျင်ငယ်တော့မစွန့်တော့ဘူးတဲ့ဒီတော့အဖိုးကြီးကတတိထားပြီးတော့ကြည်လာတယ်ရှင်မငါတို့မှာတစ်ယောက်ပေါင်းပြေးကြည့်မှသားဆိုလို့ဒီတစ်ယောက်ပဲရှိတာငါတို့တိမ်လုံးမှာယရနာဆိုလို့ဒီသားလေးတစ်ယောက်သာရှိတယ်ဒီသားလေးသာဟောဒီလောကကြီးတွေကနေသေဆုံးသွားရင်တော့ငါတို့ယူကြုံမရဖြစ်လို့ငါတို့ပါလိုက်သေးကြရလိမ့်မယ်ထင်တယ်မင်းမတင်းပါနဲ့တော့ကွာသူဆန္ဒအတိုင်းယဟန်ပြုခွင့်သာပေးလိုက်ပါတော့ယဟန်ဘဝမှာရှိနေရင်တော့မှငါတို့ယဟန်လေးဘဝနဲ့သားလေးကိုမြင်တွေ့ရအောင်မယ်ဒီလိုသာမင်းတင်ထားရင်တော့မင်းသားလေးကဆန္ဒပြလို့အစာငတ်ခံလို့အသေးခံလိမ့်မယ်ထင်တယ်အဖိုးကြီးကနားချမှအဖွားကြီးကလည်းသဘောပေါက်ပြီးတော့ကဲသားလာမင်းဒီလိုကြီးတော့မနေတဲ့ကွယ်သမင်းစားပါဟဲ့ရေတောက်ပါဟဲ့မင်းဖြစ်ခြင်းနဲ့ယဟန်ဘဝကိုအမေကလည်းခွင့်ပေးပါပြီမင်းအဖေကလည်းကြည်ကြည်နက်နက်နဲ့ခွင့်ပေးလိုက်ပါပြီငါသားလေးသာသနာပေါင်းကိုဝင်ခွင့်ရပါပြီလို့အမေကြီးရဲ့နှုတ်ခလည်းခွင့်ပြုချက်လည်းပေးလိုက်ရောပြိဿကြီးအာရပါရနဲ့ဒုံဆိုင်ကြီးဇေတော်ကြောင့်တော့ကခန္ဓာကိုယ်ရိတ်တိုက်ကိုဝင်ရှင်တော်မြတ်ဗျာရဲ့ခြေတော်ရဲ့မှာရှင်တော်မြတ်ဗျာကိုယိုသေးစွာဥနှိမ့်ချလို့လျှောက်ထားလိုက်ပြီးဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားအရှင်ဘုရားရဲ့သာသနာမှာယဟန်ပြုခွင့်ရဖို့ရန်အတွက်တပည့်တော်ရဲ့မိဘနှစ်ပါးကကြည်ပြူနဲ့ခွင့်ပေးလိုက်ပါပြီဒါကြောင့်အရှင်ဘုရားတပည့်တော်ကိုသာသနာပေါင်းတွင်သွတ်သွင်းလို့ပြီးတော်မူပါဘုရားတဲ့အာရပါရနဲ့လျှောက်ထားရှင်တော်မြတ်ဘုရားကရှင်သာရိပုတ္တရာမထေရမြတ်ကိုယဟန်ပြုခွင့်တာဝန်ပေးပြီးတဲ့အချိန်ခုနကလူဝတ်ကြောင်ဘဝကအမျိုးသားလေးဟာဘာဝနေမြတ်ကြသင်္ကန်းဆင်မြန်းပြီးတော့ရှင်ယဟန်ဘဝကိုရောက်ရှိသွားခဲ့ပါပြီအမျိုးကောင်းသားလေးဘာဖြစ်သွားလဲယဟန်ဖြစ်သွားတဲ့အချိန်ယဟန်တို့သိရမယ်ပရိယတိသာပေကိုငါးဝါတိုင်တိုင်သင်ငါးဝါတိုင်နဲ့သင်ပြီးတဲ့အချိန်ရောက်တော့ကိုရော်လေးရဲ့တတိတံဝေကညာဏီကနှိုးဆွာလို့လာပြီ။ဩငါသည်မြတ်စွာဘုရားရဲ့တရားတော်ကိုနာကြားပြီးကားစားအချိန်လုံးကယဟန်ဘဝမှာယဟန်တရားကိုအားထုတ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ယဟန်ပြုခွင့်ရလာခဲ့တာအခုငါသည်စာပေတွေလည်းပဲသင်ကြားလို့တက်မြောက်ခဲ့ပြီးပြီမြတ်စွာဘုရားသာသနာကိုဝင်လာခဲ့တဲ့ရည်ရွယ်ချက်အတိုင်းငါတရားဓမ္မရှာဖွေမှဖြစ်တော်မယ်လို့ရည်ရွယ်တဲ့စိတ်ဓာတ်တရားကောင်းတဲ့ဘုံဘုံရန်အတွက်ကမ္မထာနိကြတဲ့ကမ္မထာဆရာရဲ့အထံကိုသွား
ဝိပဿနာအလုံးပေးတရားတွေနာကြားပြီးတဲ့အချိန်သာဝတိမြို့နယ်ခလန်းလန်းကတော်ရန်လေးရှိရာရဲ့သို့သဗ္ဗေတလုံးသင်္ကန်းသုံးတွေကိုလွယ်လျက်ဖြင့်တောထွက်လို့တရားရှာဖို့ကြွတော်မူခဲ့ပါပြီကိုယ်တော်လေးတော်ရဲမှာတရားရှာဖို့ကြွတော်မူလာခဲ့ပြီမိမိတပါးနေကြောင်းလေးပေါ်မှာတပါးရဲ့ကင်းအောင်ရင်ဖြင့်မိမိရဲ့ယုတ်တရားနံတရားကိုဝိပဿနာတရားတွေရှုပွားရင်းနဲ့နေလာလိုက်တာနေကနေလာကနေနှစ်တွေပြောင်းရင်12နှစ်ဆိုတဲ့ကာလတိုင်အောင်ချင်းနေဝင်ရောက်လာခဲ့ပေမဲ့ကိုတော်လေးရဲ့အသိဉာဏ်မှာဘာတရားဒုတရားမြတ်မှာမရသေးပါပရိသတ်နှစ်ပေါင်းဘယ်လောက်ကြာသွားလဲဒီပေါင်း12နှစ်ကြာဝိပဿနာတရားတွေရှုပွားပေမဲ့ပါရမီတက္ကံနုနေလာတဲ့အတွက်ကြောင့်ဘာတရားမှလည်းမတွေ့နိုင်အိမ်မှာကြံခဲ့တဲ့မိဘတစ်ပါးရဲ့ဘဝ12နှစ်အတွင်းကြည်လိုက်ပြန်တော့12နှစ်တိုင်တိုင်သာအရင်မရှိတဲ့အဖိုးကြီးအဖွားကြီးနှစ်ယောက်ရဲ့ဘဝမှာအိမ်မှာခေါ်ထားတဲ့ကျွန်နေအမှုလုပ်တွေကဝိုင်းပြီးတော့စရင်နေလေဟိုဟာတစ်ခုကုန်းတော့ဒီဟာတစ်ခုရောင်ဒီဟာတစ်ခုကုန်းတော့နောက်တစ်ခုထပ်ရောင်ရောင်ရင်စားရင်ရောင်ရင်စားရင်နဲ့တစ်ခုပြီးတစ်ခုကုန်းလာလိုက်တာနောက်ဆုံးနေစရာအိမ်ကိုယ်တော်မရှိပဲနဲ့ရောင်ချရင်းနဲ့သုံးဆွဲလိုက်တာခွက်တယောက်တစ်လုံးလက်ဆွဲပြီးတော့အရက်ထဲမှာလင်းရင်းလမ်းဆုံးလမ်းကွာမှာထိုင်ရင်းနဲ့တောင်းစားလို့နေရရှာပြီမိဘနှစ်ပါးကြည့်လိုက်တော့လေစိစိမ်ဥစ္စာကုန်မသွားဘူးလား12လေးဆိုတဲ့ကာလတစ်ခုအတွင်းမှာအိမ်မှာကြံခဲ့တဲ့မိဘနှစ်ပါးကလည်းစိစိမ်ဥစ္စာတွေကုန်သွားတဲ့အတွက်ကြောင့်ခွက်လက်ဆွဲပြီးတော့တောင်းစားတဲ့ဘဝကိုရောက်လို့နေကြရှာပြီးတော်တယ်မှာတရားဓမ္မတွေရှားပွေနေတဲ့ယဟန်လေးကြည်လိုက်ပြန်တော့လေဘာတရားမှမတွေ့နိုင်သေးတဲ့အခါလောကကြီးကအလွန်ကိုရိုက်ဆိုင်နေတယ်လို့ထင်ရပါပြီဒီလိုနဲ့တနေ့ကျတော့တာဝတိကယဟန်တစ်ပါးကလည်းအဲ့ဒီတောကြောင်းလေးမှာပဲတရားအားထုတ်ဖို့ဆိုကြွလာတဲ့အခါယဟန်တစ်ပါးစကားတွေပြောအရှင်ဘုရားကျမ်းပါရဲ့လားဘုရားဘယ်ကကြွလာတာလဲဘုရားပေါ့မင်းပြောရင်းနဲ့တာဝတိကကြွလာတာလဲဆိုရောဘုရားရှင်ကျမ်းပါတော်မူရဲ့လားဘုရားအရှင်သာရိပုတ္တရာတို့အရှင်အာနန္ဒာတို့ကျမ်းပါတော်မူကြပါရဲ့လားဘုရားအာနာပါသန္နာပါစကားတွေဆိုရင်နဲ့အရှင်ဘုရားတပည့်တော်မေးပါရစေဘုရားသာဝတိမြို့မှာ18ကလေးကျွယ်ဝတဲ့အမျိုးဆက်တစ်ခုရှိပါတယ်အဲဒီအမျိုးဆက်မှာအဖိုးကြီးဖွားကြီး2ယောက်ရှိပါတယ်အဲ့ဒီမိသားစုတွေကဘုန်းကြီးပွားကြီး2ယောက်တို့ရောကျမ်းရမမာနဲ့ရှိကြပါရဲ့လားဗျာလို့မိဘတွေရဲ့အကြောင်းကိုမိဘလို့မပြောသေးပေနဲ့မေးလိုက်တဲ့အချိန်အဲ့ဒီအကြောင်းကလည်းသာဝတိတစ်မျိုးလုံးမှာအုပ်အုပ်ကြက်ကြက်နဲ့လူတိုင်းရဲ့ပါဇက်ပြားပြောနေတဲ့စကားဖြစ်တော့လေဟိုကိုယ်တော်ကလည်းအားရပါရဲ့ဟာရှင်ဘုရားရဲ့ဒီအဖိုးကြီးပွားကြီး2ယောက်ရဲ့အကြောင်းတော့ပြောရမှာစိတ်မကောင်းစရာပါတဲ့ဟာရှင်ဘုရားပြောပါဦးဘုရားဘာတွေများဖြစ်လို့လဲရှင်ဘုရားဒီအဖိုးကြီးပွားကြီး2ယောက်မှာသားလေး1ယောက်ရှိတယ်လို့တော့တပည့်တော်တို့ကြားဘူးတယ်မြင်တော့မမြင်ဘူးဘုရားအဲဒီသားလေးကလည်းသာရဏဘောင်ဝင်ပြီးတော့တော်ထွက်သွားတယ်လို့ကြားတယ်အိမ်မှာကျွန်းနေအမှုလုပ်တွေနဲ့ထားခဲ့ကြတယ်မိဘနှစ်ပါးရဲ့ဘဝကလည်းအိမ်မှာရှိရတဲ့ကျွန်းနေအမှုလုပ်တွေကဝိုင်းပြီးတော့စည်နေလေစီးသေးတွေအကုန်လုံးပြောင်းအောင်ဝိုင်းပြီးတော့ဖယ်လိုက်ကြတာအခုဗျာဘုန်းကြီးဘွားကြီးရဲ့ဘဝဟာမဝရေစာလေးစားပြီးတော့နမ်းပြီးမှခွက်ဆွဲတောင်းစားနေရတယ်ကိုတော့ဆိုတော့ဟိုကိုတော်ကလည်းအာရပါရနဲ့ဒီဇလံပြောနေတဲ့အချိန်အမေတို့အဖေတို့ရဲ့ဘဝအမှန်ကိုကြားသိရတဲ့ကိုတော်လေးရဲ့နှလုံးသားမှာလှမ်းအထိုးခံရသည့်ပမာတစ်ဆက်တောင်ခါနာပြီးတဲ့အချိန်မျက်ရည်ဖြိုင်ဖြိုင်စီဟိုကိုတော်ရဲ့စကားဆုံးတဲ့အချိန်မှာဟိတိုက်လို့ငိုချလိုက်ပါပြီအာရပါရနဲ့ရှက်ကြီးတငယ်နဲ့ငိုနေလိုက်တာဟိုကိုတော်လည်းဘာပြောမှမထားအရှင်ဘုရားတပည့်တော်ပြောတဲ့စကားနဲ့များဘာမှမကြိုက်လို့လဲဖေ။ဘာမှမှားလို့လဲဖေ။အရှင်ဘုရားအတွက်တပည့်တော်စိတ်နှောက်ရှက်များပြီးပြီသလားဖေပေါ့လေ။အာဂန္တုဆိုတော့တန်းစီမေးလိုက်တာရှင်ဘုရားပြောတာမမှားပါဘူးဖေ။အရှင်ဘုရားပြောတယ်ဘိုးကြီးဘွားကြီးတို့ရဲ့သားဆိုတာတပည့်တော်ပါပဲ။
တပည့်တော်ရဲ့မိဘနှစ်ပါးရဲ့ဘဝဒီလောက်တောင်ဖြစ်သွားရတာကိုတပည့်တော်ယူကြုံမရလို့ဝမ်းနေလို့ငိုမိတာပါ။အော်အဖိုးကြီးဖွားကြီးရဲ့သားဆိုတာအရှင်ဘုရားကိုပေါ့ဟိုကတော်ကလည်းအော်ပြီးတော့ကြည့်။ဒါဆိုရင်အရှင်ဘုရားကိုတပည့်တော်မေးပါဦးမယ်။အရှင်ဘုရားကရောတောထဲမှာတရားအားထုတ်နေတာဘာတရားတွေတွေ့ပြီလဲတဲ့။ပြိဿရဲ့ဘာတရားတွေ့ပြီလဲ။အရှင်ဘုရားတပည့်တော်ရဲ့ပါရမီကလည်းနုနယ်လွန်လာပါတယ်။12နှစ်တိုင်လည်းတရားတရားချမ်းသာစွာနဲ့တပည့်တော်ကြိုးစားအားထုတ်ပေမဲ့တပည့်တော်မှလည်းဘာတရားတူမှမရသေးပါဘူး။ဒီတော့ဟိုကတော်ကတုတ်ပြီးပေါ့ဟာအရှင်ဘုရားမှားနေပြီထင်တယ်။တော်ထဲမှာတရားရှာနေတဲ့အရှင်ဘုရားကလည်းဘာတရားမှမတွေ့နိုင်အိမ်မှာကြံခဲ့တဲ့မိဘနှစ်ပါးကလည်းအယုဘောအရေးတင်းကြံပြီးတော့နံဘေးမှာခွက်ဆွဲပြီးတော့ပိစာကန်းသာမဝရေသာတောင်းစားလို့နေရရှာတယ်အရှင်ဘုရားဒီဩဒီမိဘနှစ်ပါးကိုသာဒီလိုပြစ်ထားမယ်ဆိုရင်အမွေခံထိုက်တဲ့သာသမီမဖြစ်ပဲရှိပါလိမ့်မယ်အရှင်ဘုရားမိဘနှစ်ပါးကိုဖရာတော်မှမပြစ်ပါဘူးဘုရားဒါကြောင့်အရှင်ဘုရားကိုတပည့်တော်အကြံပေးလိုပါတယ်အရှင်ဘုရားသာဝတိကိုပြန်လူပေါင်းကိုပြန်လူထွက်ပြီးတော့မိအိုဖာအိုတွေကိုပြန်ပြီးတော့လှုပ်ကြွေးသင့်ပါတယ်လို့မိဘနှစ်ပါးကိုလှုပ်ကြွေးသင့်တဲ့အကြောင်းနဲ့ဟိုဘုရားကအကြံဉာဏ်ပေးသူ့စိတ်ထဲမှာလည်းဆုံးဖြတ်ချက်ကချပြီးပြီဆိုတော့ရှင်ဘုရားတပည့်တော်လည်းဒီတိုင်းပဲဆုံးဖြတ်လိုက်ပါပြီဒါကြောင့်တပည့်တော်ရဲ့ဟောဒီတော်ရာကြောင်းလေးကိုအရှင်ဘုရားကိုလှူခဲ့ပါမယ်တပည့်တော်သည်ပရိက္ခရာရှိပြာကိုပြန်သေးပြီးတော့လာလတ်အတိုင်းပြန်ကြွားရပါတော့မယ်။သာဝတိမြို့မှာမဝရေသာစားနေရတဲ့မိဘနှစ်ပါးကိုတပည့်တော်သာလာပြန်လုံမကျွေးရင်တော့တပည့်တော်လည်းအမွေခံမထိုက်တဲ့သာသမီဖြစ်သွားပါလိမ့်မယ်လို့ကြောင်းကလေးကိုလူမိမိတော်ထွက်စဉ်ကာလကပါလာတဲ့သဘိတ်သင်္ကန်းကိုလွယ်သာဝတိမျိုးကိုလာရလမ်းလေးအတိုင်းတလန်းချင်းတလန်းရင်နဲ့ကြွားလန်းလို့ပြန်လာခဲ့ပါပြီအတွေ့ထဲမှာဖေးပုံရိပ်ပေါ်နေပြီအတွေ့ထဲမှာအမေပုံရိပ်ကြီးမြင်နေပြီအော်ငါမိဘနှစ်ပါးသူများပေးသာကံသာတောင်းစားတဲ့ဘဝကိုရောက်လို့နေရှာပြီဆက်ရှိကလေးကျွဲဝါချမ်းသာခဲ့တဲ့ငါမိဘနှစ်ပါးဘလောက်တောင်များဆင်းရဲလို့ဘလောက်တောင်များသောကတန်ချက်တွေနှိမ့်ဆက်ခံရလိမ့်မလဲလို့လေးတွေခြေလမ်းနေနဲ့နှမ်းရင်အမေတို့အဖေတို့ရဲ့အကြောင်းတွေတွေးလိုက်ပြန်တော့မျက်ရည်တွေပါပြင်းမောစီးရင်နဲ့ရင်ရင်နဲ့လည်းပဲငိုရပြန်ရှာတတိလေးဝင်တခါပြန်ပြီးတော့ဆက်လက်ပြီးတော့ခရီးစဉ်တပြေးတပြေးနဲ့ကြွာလန်းရင်နဲ့ကြွာလန်းလို့လာလိုက်တဲ့အခါသာဝတိမြို့နဲ့မနီးမဝေးနေရရောက်ပြီဆိုတော့လမ်းလေးကနှစ်ခွာတဲ့ညာဘလမ်းလေးအတိုင်းရှောင်းလန်းလို့လိုက်သွားမယ်ဆိုရင်သာဝတိမြို့ဇေတော်ရွှေကျောင်းတော်ရဲ့မုတ်ဦးဝါကိုတဲ့တဲ့ဝင်သွားတဲ့အလံဘေဘလမ်းလေးအတိုင်းရှောင်းပြီးတော့လိုက်သွားမယ်ဆိုရင်သာဝတိမြို့တကားတွေကိုတတ်ပြီးတော့ဝင်သွားတဲ့လမ်းနဲ့လမ်းစုံရဲ့အလယ်မှာကိုရောလေးမတ်တရက်ပြီးတော့စဉ်းစားတော်မူရပြန်ပြီ။ဟာဒီလမ်းလေးအတိုင်းသွားရင်တော့သာဝတိမြို့တကားကိုတတ်ပြီးတော့ရောက်မယ်။သာဝတိမြို့ကိုရောက်ရင်ငါအဖေနဲ့ငါအမေကိုငါဒီညနေကစာပြီးတော့ရှာခွင့်ရမယ်။အမေနဲ့အဖေကိုကံကောင်းရင်ဒီညအတွင်းမှာပဲငါပြန်တွေ့လိမ့်မယ်။ဟောဒီလမ်းအတိုင်းလိုက်သွားရင်တော့ရှင်တော်မြတ်ဘုရားကိုငါအာရပါရဖူးခွင့်ရလိမ့်မယ်ငါဘယ်လမ်းကနေပြီးတော့ရှောင်လန်းရလိမ့်မလဲလို့စဉ်းစားကံဝင်လို့နေတဲ့အချိန်အတွင်ပန်းလေးကပေါ်လာပြီ။ဩငါကမနက်ဖြန်မိဘနှစ်ပါးနဲ့တွေ့ရင်လူထွက်ပြီးတော့လူဘဝကိုရောက်သွားတော့မှဒီကနေ့တညသာလည်းရင်မြတ်စွာဘုရားသာသနာမှာနေခွင့်ရတော့မှဖြစ်တဲ့အတွက်ကြောင့်ရှင်တော်မြတ်ဘုရားရဲ့ရွှေမျက်နှာတော်ကိုနောက်ဆုံးအာရပါရဖူးလိုက်မယ်ရှင်တော်မြတ်ဘုရားဟောကြားမယ်ဒီကနေ့ညတရားကငါအာရပါရနဲ့နာကြားလိုက်မယ်မနက်မိုးလင်းမှပဲငါအဖေနဲ့အမေကိုရှာတော့မယ်လို့မှန်ကန်တဲ့ဆုံးဖြတ်ချက်ကလေးကိုချသာဝတိမြို့စေတော်ကျောင်းပေါင်းကိုတန်းတန်းကြီးဝင်သွားတဲ့နန်းလေးအတိုင်း
တပြေးတပြေးနဲ့ရှောင်းလန်းရှောင်းလန်းလို့ကြွာလန်းလာလိုက်တာနေဝင်မိုးချုံစအချိန်ရှင်တော်မြတ်ဘုရားကလည်းသာဝတိမျိုးကစေတော်ရွှေကျောင်းတော်မှာနေ့စဉ်ဟောကြားနေတဲ့တရားဓမ္မလမ်းကြောင်းအတိုင်းတရားဓမ္မတွေစတင်လို့ဟောကြားနေပါပြီကိုတော်လေးနောက်နာကနေပြီးတော့တရားနာနေတဲ့အချိန်အဲဒီနေ့ကျမှပဲရှင်တော်မြတ်ဘုရားကအာလုံးသောယံပရိသတ်လူပရိသတ်တွေကိုဘယ်လိုတရားမျိုးဟောကြားသလဲဆိုရင်မာတုပောတကသုတ်တံနဲ့ခြေသားတို့တဲ့ဟောဒီလောကကြီးထဲမှာတဘဝတခါသာဆုံရတဲ့မိဘနှစ်ပါးနဲ့ဆုံခွင့်ရတဲ့အချိန်မှာမိဩဘာဝတွေကိုပြည့်စည်နဲ့လုံကျွေးခြင်းတရားဓမ္မနဲ့လုံကျွေးခြင်းလို့ခေါ်တယ်လုံကျွေးခြင်းကိုသင်တို့ပြုကြရမယ်မင်းတို့ရဲ့မိဘနှစ်ပါးကမင်းတို့ကိုမွေးဖွားပြီးသားအချိန်တည်းကငါတို့ရဲ့သားသမီးတွေကငါတို့ရဲ့ဟောဒီမျောလင်းခြင်း၅ပါးနဲ့ပြန်ပြီးတော့ပြည့်စုံနေမယ်မိဘနှစ်ပါးရဲ့နှလုံးသားမှာအဲ့ဒီအချိန်တည်းကမျောလင်းခဲ့တယ်အေးမိဘနှစ်ပါးမျောလင်းသွားတဲ့အဲ့ဒီမျောလင်းချက်နဲ့ကြည်အောင်ဆက်ရမယ်မိဘနှစ်ပါးရဲ့နှလုံးသားမှာလည်းတရားတရားတွေတည်အောင်သီလတရားတွေတည်အောင်သာဂတရားတွေတည်အောင်ပညာတရားတွေတည်အောင်ဟောလည်းပဲမင်းတို့ကြိုးစားပြီးတော့ကျေစုပေးဆက်ရမယ်လို့ရှင်တော်မြတ်ဘုရားကလည်းမိဘကျေစုတရားတွေခေါ်ကြလို့နေတယ်ငါဘုရားတည်ပင်မိဘနှစ်ပါးရဲ့ကျေစုကိုဆက်ခင်ရတယ်ငါဘုရားရဲ့သာတော်သံဃာတော်ရှင်မြတ်တွေသည်လေ229သွဲသောသိက္ခာပုဒ်ကိုဆင်ញံထားကြပေမဲ့အမေရဖေရီဆင်းရဲလို့နေမယ်မပြေစုံမှုဒုက္ခရောက်နေမယ်ဆိုရင်သင်တို့ရတာတဲ့ဟောဒီသပိတ်နဲ့ဆွမ်းခံပြီးတော့လည်းလုံကျွေးရမယ်ဟောဒီသပိတ်ထဲမှာရေအပြည့်ထည့်ပြီးတော့အမေတို့အဖေတို့ကိုတောက်ရည်အဖြစ်နဲ့လည်းတိုက်ကျွေးရမယ်ချိုးရည်အဖြစ်နဲ့လည်းချိုးပေးကောင်းတယ်အေးမိဘနှစ်ပါးရဲ့ကျင်ကြီးကျင်ငယ်ကိုလည်းသုတ်သင်ပေးကောင်းတယ်တဲ့ရှင်တော်မြတ်ဘုရားကယဟန်တွေတော်မှကျေးဇူးဆရာမဲ့အကြောင်းကိုဟောကြားတော်မူနေပါတယ်ဟုတ်လားယဟန်လည်းပဲဝိနည်းသိက္ခာပုဒ်ဆင်မြန်းထားပြီမဲ့မိဘဆင်းရဲတဲ့အခါဆွမ်းကြွေးခွင့်မရဘူးလားဟောဒီသပိတ်ကလေးကိုပိုက်ပြီးတော့အေသင်နေလို့ရတဲ့ဆွမ်းနဲ့ကြွေးကောင်းတယ်ဒီသပိတ်ထဲမှာရေရအပြည့်ထည့်ပြီးတော့တောက်ရည်သုံးရဖြစ်နေလုံကြွေးကောင်းတယ်အမေတို့အဖေတို့ကိုခြေစုပ်နဲ့ပြုပြီးတော့လုံကြွေးကောင်းတယ်လို့မြတ်စွာဘုရားကအာရပါရနဲ့ဟောကြားပြီးတဲ့အချိန်ကိုတော်လေးတရားနာရင်နဲ့ဝမ်းသာတဲ့မျက်ရည်တွေကြားရပြန်ပြီအောင်မယ်လေးကံကောင်းလိုက်တဲ့ငါဟောဒီလောကကြီးထဲမှာငါလောက်ကံကောင်းတဲ့ပုဂ္ဂိုလ်ရှိနိုင်မယ်မထင်တော့ဘူးရှင်တော်မြတ်ဘုရားရဲ့တရားကိုသာငါမနာကြားမိခဲ့ရင်တော့ငါဒီယခုအချိန်မှာလူထွက်ပြီးတော့လူပေါင်းကိုရောက်နေလိုက်ပြီအောင်မလေးအခုတော့ယဟန်ဆိုတာမိဘနှစ်ပါးဆင်းရဲလို့နေရင်ဖြင့်ဆွမ်းခံနဲ့ကြွေးကောင်းနဲ့ရေခက်နဲ့ပေးကောင်းနဲ့ဘိုးကြီးဟောငယ်နဲ့ပြူကောင်းနဲ့ခြေစုပ်လက်နဲ့ပြူပေးကောင်းနေတဲ့မြတ်စွာဘုရားကခွင့်ပေးလို့နေပါလားဒီတော့ငါလူထွက်เสียဘာလူတော့မလဲတဲ့ငါမသင်္ကန်းသပိတ်ပရိက္ခရာတွေအပိုင်ရှိတယ်ငါနေတိုင်းမိဘနှစ်ပါးကိုဆွမ်းခံလို့လုံကျွေးတော့မယ်လို့ဆုံးဖြတ်ချက်တွေခိုင်ခိုင်ချတရားလုံးဝသာဝမ်းတဲ့စိတ်တွေနဲ့အိလို့မပြောမိုးတော့ရောင်ဤလင်းအားကြီးအချိန်ရောက်ပြီဆိုတဲ့အခါကျတော့ဇေတောကြောင့်ပေါင်းကသမ္မာလေးမှသပိတ်ကလေးကိုအသာချိတ်သင်္ကန်းလေးကိုတပ်ပဲသပိတ်ကလေးကိုအသာလွယ်သာဝတိမျိုးထဲမှာအာယုစွမ်းခံကြွားဖို့ရာကြွားပြင်ဆင်ပြီးတဲ့အချိန်ကိုတော်လေးဒုတိယအချိန်ရပ်ပြီးတော့စဉ်းစားရပြန်ပြီ။အာတိအမေတော်အဖေတို့ကိုအရင်သွားပြီးတော့တွေ့အောင်ရှာရရင်ကောင်းလေမလား။ဒါမှမဟုတ်ရင်ဟောဒီသပိတ်ထဲမှာယာကုစွမ်းပူပူလေးတွေရအောင်အလူခံရင်ကောင်းလေမလား။အေးမိဘဆိုတာသာသမီကပါလာတဲ့လက်ဆောင်ပစ္စည်းကိုတွေ့ရမြင်ရရင်တန်ဖိုးမရှိပင်မရှိညာတော့လည်းပဲငါသားကြီးကသိတယ်လိုက်တာလိမ္မာလိုက်တာငါသမီးတွေကသိတယ်လိုက်တာလိမ္မာလိုက်တာလို့ပျော်တတ်ကြတယ်လို့ငါကြားဘူးတယ်ဒီတော့ငါမိဘနှစ်ပါးနဲ့ငါတွေ့ရင်ငါမှပေးစရာလက်ဆောင်ဆိုလို့ဟ
ဟောဒီသပိတ်ထဲမှာအလူခံလို့ရလာတဲ့ယာကုပူပူလေးသာပါမယ်အေးဒါကြောင့်ငါဒီသပိတ်ထဲမှာယာကုပူပူလေးပြည့်အောင်အရင်အလူခံလိုက်မယ်လို့ဆုံးဖြတ်ချက်တွေခိုင်ခိုင်မာမာချသာဝတိမျိုးကအာယောသွမ်းလောင်းလို့တဲ့အိမ်လေးကိုတိမ်ဝင်တိမ်ထွက်တဲ့ယာကုဆွမ်းတဲ့အလူခံသဘေအနာကြီးလေးနဲ့ပြည့်ပြီဆိုတဲ့အချိန်သဘေလေးကိုအသာဖုံးကျိုးကလေးကိုအသာစီးပြီးတော့ကိုတော်လေးချမ်းရစီစီနဲ့ဆောင်းတွင်ကာလဒီမှာလမ်းမရဲ့အလယ်မှာမတ်တရက်ပြီးတော့အမေနဲ့အဖေရှာပုံတော်ဖွင့်ရတော့မယ်ရပြီအမေတို့အဖေတို့ကိုတွေ့ရင်ကြွေးဖို့ရအတွက်ရာဟုပူပူလေးကတော့ငါမှရနေပြီအမေနဲ့အဖေဘယ်နေရာမှာရှိနိုင်မလဲစဉ်းစားရင်လည်းငါရှာရတော့မယ်။အော်ငါမိဘတွေကအိမ်လေးရောက်လိုက်ပြီးနေစရာအိမ်ပိုင်လည်းမရှိတော့ဘူးဆိုရင်ယခုလိုချမ်းသာစိတ်ဒီကာလကြီးမှာတော့တေချာပေါင်းရှိနိုင်တာကအရေးကလေးတွေရှိနေတဲ့ဇရက်အိုဇရက်ပြက်တွေမှာကျောင်းဟိုကျောင်းပြက်ဒီမှာတော့ငါမိဘနှစ်ပါးတေချာပေါင်းရှိနိုင်လိမ့်မယ်ထင်တယ်ဒီတော့ငါကျောင်းအိုကျောင်းပြက်ဇရက်အိုဇရက်ပြက်ဒီမှာအရင်ရှာတာကောင်းမယ်တဲ့ခန္ဓာနာငါကျောင်းအိုကြီးရှိတဲ့နေရာကိုတုတ်ချင်လေးတင်ပြီးတော့လှမ်းတပြည့်တပြည့်နီးလာတဲ့အချိန်မှာတထိန်လေးခုန်နေတဲ့ရင်လေးကိုအသာဖိကျောင်းကြီးရဲ့အောက်မှာအမေနဲ့အဖေများရှိနေမလားမျက်လုံးလေးကလေးကလေးနဲ့အာရပါရနဲ့ဝင်ပြီးတော့ရှာဩကျောင်းအောက်မှာတော့မရှိဘူးအဘောရကသစ္စာရောင်တွေကဆွေးနေပြီမဲ့လူတယောက်နှစ်ယောက်တော့တက်လို့နေလို့ရသေးတယ်ထင်တယ်ငါအဖေနဲ့ငါအမေအပေါ်တက်ကသစ္စာဘုံအဆွေးလေးဘေးမှများခွေးခွေးလေးအိတ်နေမလားဆိုတဲ့အထင်နဲ့ကျောင်းကြီးရဲ့အပေါ်ကိုမဝမရဲနဲ့တက်ပြီးတော့ကြည်ပြန်ကျောင်းပေါ်မှာသာနှက်သွားပြီမဲ့အမေနဲ့ဖေးရဲ့အိမ်ရောင်ကိုမတွေ့ရပြန်တပြေးတပြေးနဲ့အောက်ဘဝသာဆင်းအတွေ့ထဲမှာဝမ်းနေတဲ့စိတ်အားငယ်တဲ့စိတ်ကလေးကဝင်လာပြီ။အော်ငါအဖေနဲ့ငါအမေတကယ်ဆိုရင်ဟောဒီလိုနေရာမျိုးမှာရှိရမှာအခုတော့ဒီလိုနေရာမျိုးတွေတနေရာဝင်တနေရာထွက်ရှာတာတော့မတွေ့ဘူးဆိုရင်တော့အော်ငါမိဘနှစ်ပါးဖိုးကောတော်ကြွမလာခင်တော့ငါတော့လူပြေမှာအသက်ထင်ရှားရှိသေးတယ်ထင်တယ်လူပြေမှာအသက်ထင်ရှားမှအခုအချိန်ရှိကြပါတော့မလားကွယ်လွန်များသွားကြပြီလားမသိဘူးတဲ့အိမ်မရပဲမရှိတဲ့ပုဂ္ဂိုလ်တွေနေကြတဲ့ဒီနေရာမျိုးမှာအဖေနဲ့အမေမရှိဘူးဆိုရင်ငါပဲလိုနေရာကိုရှာရရင်ကောင်းပြီမလဲလို့အတွေ့အကြုံကိုချေရပြန်ရှာပြီးစိတ်ကူးထဲမှာတွေ့ရပြန်ပြီ။အော်ငါမိဘနှစ်ပါးကဘလောက်ပင်ဆင်းရဲသွားတယ်ဘလောက်ပင်စားစရာနေစရာမရှိဘူးလို့ဆိုတော်ညာလေအသက်တွေကြီးလိုက်တော့80နာကပ်နေတဲ့အရွယ်ကြီးတွေဖြစ်နေပြီတကယ်အနည်းဆုံးရှိနိုင်တာကငါတို့သာမီသားပါတွေပျော်ပျော်ကြီးနေခဲ့တဲ့ငါတို့ရဲ့ရက်ွက်ထဲမှာရှိနိုင်တယ်ငါတို့ရက်ွက်ကသစ်ပင်ကြီးတွေရဲ့အောက်မှာရှိနိုင်တယ်ဇရက်အိုဇရက်ပြတ်ဒီနားမှာရှိနိုင်တယ်လို့မိမိတို့နေခဲ့တဲ့ရက်ွက်ဒီနားတွေကိုစိတ်ထဲမှာပြန်အာယုံပြုတ်ပြီးတော့အေးသာမီသားပါပျော်ပျော်နေခဲ့တဲ့ရက်ွက်လေးရှိရာကိုအတွေ့လေးတွေနဲ့တပြေးတပြေးနဲ့ကြွာလန်းလို့သွားရပြန်ပြီနေနေကလည်းတည်ရိပ်နဲ့ကြာနေပြီမိုးလျော်စောကြီးမှာတပါးရဲ့နှင်းမုံကြမှာရှာဖွေနေတဲ့ကိုတော်လေးလူရိပ်လူရောင်တော့မတွေ့ပြန်တော့အငယ်တဲ့စိတ်တွေကဝင်လာဝမ်းနေတဲ့စိတ်တွေကရင်ထဲမှာမခံနိုင်တဲ့အချိန်မျက်ရည်တွေကလည်းပါပြင်းမောတတွင်တွင်စီးရင်တဲ့ကိုတော်လေးရှောင်းနှမ်းရင်နဲ့ရှာလာလိုက်တာလမ်းစုံလမ်းခွလေးတစ်ခုကိုလှမ်းပြီးကြည့်လိုက်တော့လူနှစ်ယောက်ငုတ်တုတ်ထိုင်းနေတဲ့အသွင်ပြင်လေးလည်းမြင်ရောကိုတော်လေးအတက်သွားတယ်အောင်မလေးမနက်ခင်းဆိုရင်ငါတယောက်တည်းတမနက်လုံးရှာနေလိုက်တာလူလိတ်လူရောင်တော့မှမတွေ့ရတဲ့ငါဘဝအေးခဏလမ်းမှာတော့လူရောင်နှစ်ယောက်တော့တွေ့နေပြီဖရာသညာမှာလုံငါဖေးနဲ့ငါအမေဖြစ်လိုက်ပါတော့တဲ့အမြင်အာယုန်ထဲမှာပေါ်လာတဲ့လူရိပ်ရှိရာကိုအာရပါရနဲ့လှမ်းသွက်သွက်လက်လက်နဲ့လှမ်းလှမ်းလာတဲ့ခြေလမ်းတွေသည်
တပြေးတပြေးနဲ့လူလုံးကွဲတဲ့နေရာကိုရောက်လာလေခြေလမ်းတွေကလှေးနေလာလေတပြေးတပြေးနဲ့နီးလာလေခြေလမ်းတွေကနှေးလာလေအသွင်အပြင်နေထင်ရှားလာပြီဆိုတော့ဖြစ်မှဖြစ်ရလေငါအဖေနဲ့ငါအမေပါလားအမေရဲ့အသားရည်ကလည်းအယိုးပေါ်အရင်တင်တဲ့အသွင်ဖြစ်နေပြီဝတ်ထားတဲ့ဓမေကြီးကြည်လိုက်ပြန်တော့လည်းပဲနွမ်းရည်လိုကြည်မွနေပြီဩဟိုဘနာမှာမြင်နေရတဲ့အဖေကြီးလိုက်ပြန်တော့လေတောင်ဝေးလေးကိုထောင်မိပြီးတော့မလဲအောင်ငုတ်တို့ထိုင်နေရရှာပြီဩသားကြီးရဲ့ပြင်မမိတဲ့ကံမဟုတ်ပေမဲ့ပြစ်ထားမိတဲ့ကံတွေကြောင့်ငါအဖေနဲ့ငါအမေဒီလိုဖြစ်သွားရလေခြင်းဆိုတဲ့အတွေ့တွေကနှိမ့်ဆက်လာတဲ့အခါခြေလမ်းနေရှိမလန်းနိုင်တော့ဘူးတဲ့အသွင်ပြင်းနေသိချမြင်ရလေခြေလမ်းနေတုံဆိုင်လေတပြေးတပြေးနဲ့တလှန်လောက်နေရရောက်ပြီဆိုတော့ကိုတော်လေးနှုတ်ကလည်းပဲအမေလို့လည်းအာရပါရနဲ့အတန်ထွက်ပြီးတော့မခေါ်နိုင်အဖေလို့လည်းအာရပါရနဲ့အတန်ထွက်ပြီးတော့မခေါ်နိုင်ခြေလမ်းတွေကလည်းရှေ့မတိုးနိုင်ဝမ်းနေတဲ့စိတ်တွေလည်းဘလောင်ဆူပြီးတော့ကြောက်ရွံ့ကြည်ပမာမိဘနှစ်ပါးနဲ့တလန်အကွာလေးမှာရက်နေတဲ့အခါအဖိုးကြီးကကိုတော်လေးမဝဝတ္တဝါဒကြည့်ပြီးတော့ဟဲ့ရှင်မဒီကနေ့မှထူးထူးဆန်းဆန်းဟဲ့ငါတို့ရှိမှကိုတော်လေးကဆွမ်းလာရက်နေတယ်ဒီမနက်တမနက်လုံးငါတို့တောင်းနေတာဘာတခုမှမရသေးဘူးအေးဒါရောက်ကိုတော်လေးအနာကိုသွားပြီးတော့ခတော်စွမ်းအဖြစ်နဲ့ရှီခိုးလိုက်ဆမ်းပါတော့ကြဒီကိုတော်လေးနောက်အိမ်တွေကနောက်မှလှူမာတွေမရဘဲနေလိမ့်မယ်ကွာမင်းကတော့ပြီးတော့ရှောက်လိုက်ဆမ်းပါတဲ့အဖေအတန်းကတုံလုံးရင်းနဲ့အမေကိုခိုင်းနေပြီး12နှစ်တိုင်တိုင်မကြရတဲ့အဖေအတန်းအားအင်းဒီကုန်ခံပြီးတော့လေးတွဲလို့နေပြီပြီးတော့အဖေကြီးရဲ့ခိုင်းသေးကြတဲ့အမေကြီးကရှင်နာကိုလာကိုတော်လေးကိုဥသုံးကြီးရိုးရိုးသေးသေးနဲ့ဥချပြီးတဲ့အချိန်အရှင်ဘုရားတတိတော်တို့သတိမောင်နှံဟောဒီနေရာမှာဒီမနဲ့တောင်းခံနေတာဘာတခုမှလောက်တရားမရသေးပါဘူးဖေဟာဒါကြောင့်တပိတော်ရိုးရိုးသေးသေးနဲ့ကြော့တဲ့ဟောဒီကြော့ချင်းသုံးခြင်းကိုပဲကြော့သွမ်းအဖြစ်နဲ့အရှင်ဘုရားအလူခံရှေ့ကိုဆက်လက်လို့ကြွတော်မူပါတော့ဖေဟာတဲ့12နှစ်တိုင်တိုင်ခွဲခွာကြရတဲ့အမေအသံကြားရပြန်တော်လေရင်းထဲမှာလှန်တရားနဲ့အထိုးခံလိုက်ရတယ်လို့ပဲတဲ့အောင်မယ်လေးအမေအသံလေးတုံနေပြီအမေအသံလေးလေးသားနောက်မှမဆက်တော့ပါလားအမေရဲ့အသွေးပြင်းကလည်းအယုံပေါ်အည်တင်နေသလိုအမေရဲ့လေးသားလေးကလည်းအာအင်းလေးခံလျှောက်နေပါပေါ်လားတဲ့မိဘနှစ်ပါးရဲ့ဖြစ်အင်မြင်လိုက်ရတာမျက်လုံးအင်္ဂါကြားလာတဲ့မျက်ရည်တွေပိတ်ဖုံးသွားတာလောကကြီးကိုတော့မှမသေးခွဲနိုင်ကြောက်ရွံ့ကြီးပမာငူငူကြီးရက်ပြီးတော့အမေလိုလဲစိတ်ထဲကအကျဉ်းချင်းခေါ်ဘလောက်ပင်ခေါ်တော်လဲနှုတ်ကမထွက်အဖေလိုစိတ်ထဲကအကျဉ်းချင်းအာရပါရခေါ်ဝမ်းနေဆိုနေတဲ့စိတ်ကြီးကခံနေတဲ့အတွက်ကြောင့်အတန်ကထွက်ပေါ်လို့မလားကိုတော်လေးကမတန်ကြီးပဲဒီတိုင်းရက်နေတော့အဖိုးကြီးကဟဲ့အဖွားကြီးနေလျှောက်တာမကြားဘူးထင်တယ်ဟဲ့သိချာလျှောက်သမ်းပါဟဲ့တော့ကြကိုတော်လေးနောက်အိမ်တွေကလှူမဲ့လောင်းမဲ့ဟာတွေမရပဲရှိလိမ့်မယ်လို့အမေကိုဒုတိယအကျင့်အဖေကခိုင်းတဲ့အတန်ကြားရပြန်အမေကဒုတိယအကျင့်ရှိခိုးကြတော်လို့လျှောက်ထားပြန်အမေကိုတတိယအကျင့်အဖေကခိုင်းတဲ့အတန်ကိုကြားရပြန်အမေကလျှောက်တဲ့အတန်တတိယအကျင့်ကြားရပြန်အကျဉ်းကြီးလန်နဲ့ထိုးခံရတယ်လို့သောကားကြီးရင်ထဲမှာပူငူငူကြီးရရင်နဲ့ကိုတော်လေးနှုတ်ကအတန်မထွက်နိုင်တဲ့အခါသွေးကစကားပြောလာပြီတဲ့အဖိုးကြီးရဲ့အသိစိတ်ထဲမှာသွေးကလှုပ်ဆော်လာပြီတန်တော်မိမရဲ့လွန်ခဲ့တဲ့12နှစ်တုန်းကငါတို့အိမ်ကနေထွက်သွားတယ်ငါတို့ရဲ့သားလေးသာဝတိမျိုးကိုပြန်လာတဲ့အချိန်အသွေးအပြေပြောင်းနေတဲ့ငါတို့ကိုမမတ်မိလို့များဝတ္တဝါနဲ့ရက်လို့နေတာလားကွယ်မင်းကိုယ်တော်လေးအနာကိုကပ်ပြီးတော့တေချာကြည့်စမ်းပါဦးဒုသားလေးများဖြစ်နေမလား
တဲ့အဖိုးကြီးကလည်းသွေးကစကားပြောလာတဲ့အချိန်အဖွားကြီးကလည်းဖြစ်နိုင်တာပေါ့ဖြစ်နိုင်တာပေါ့ကျမတို့သားကြီးဖြစ်ကိုဖြစ်နိုင်တာပေါ့ရဲ့လို့နှုတ်ကတဖွာဖွာနဲ့ပြောဆိုမျက်လုံးအိမ်မှာကပ်နေတဲ့ချင်းညော်လေးတွေကိုလက်ကလေးနဲ့အသာပေါ့သာယံလေးရဲ့မျက်နာနာကိုအနာကပ်ပြီးတော့ဖူးတွေ့ကြည်ညိုလိုက်တဲ့အချိန်ကိုတော်လေးရဲ့လက်အမေရဲ့နွမ်းနွမ်းကြီးကြီးနဲ့လက်ကလေးကိုအသာကိုင်းအမေဟုတ်ပါတယ်အမေရဲ့အမေတို့ရဲ့သားကြီးမှအမေသားကြီးအစ်စ်ပါအမေတို့ရဲ့ဖြစ်ရင်ကိုမြင်ရတာသားရင်ထဲမှာဘယ်လိုမှမခံစားနိုင်လို့နှုတ်ကအမေလို့ဘယ်လိုမှအသံထွက်အောင်သာမခေါ်နိုင်ခဲ့ပါဘူးအမေအဖေတို့အချင်းချင်းရင်းနေတာအော်ခေါ်နေပေမဲ့ဆိုနေကြွယ်နေတဲ့သားအတွက်ဘယ်လိုမှအသံထွက်အောင်မခေါ်နိုင်လို့ဒီတိုင်းပဲရက်လို့နေရပါတယ်အမေလို့အာရပါရနဲ့အမေလက်ကလေးဆုပ်ကန်ပြီးတော့ပြောလိုက်တဲ့အချိန်အဖိုးကြီးကလည်းအသာလေးမျောလင်းချက်နဲ့မော့ကြည့်နေတဲ့အချိန်အဖွားကြီးကအောင်းနဲ့နောက်ကိုပြန်လှည့်အမလီအဖေကြီးရဲ့မြန်မြန်လာစမ်းမှာတော်ထင်းတဲ့အတိုင်းပဲတော်သားကြီးမှာတော်သားကြီးအစ်စ်ပါကျမတို့ရဲ့သားကြီးမှာကျမတို့ရဲ့သားကြီးအစ်စ်ပါတော်လို့နောက်ကိုလည်းလှည့်ပြောရောအဖိုးကြီးခမလေးမတ်တက်တောင်မရက်နိုင်ဘူးလေးဘက်ထောက်အာရပါရနဲ့ပြေးလာသာယံလေးရဲ့ညာဘက်ခြေနှလုံးကိုအာရပါရနဲ့ဖပ်ပြီးတော့ဆုပ်ကိုင်းပြန်လာပြီငါတို့ရဲ့သားကြီးပြန်လာပြီလောကကြီးရဲ့မှာအထီးကျန်တဲ့ဘဝလေးအတွက်ငါတို့ဒီကနေ့ခုံဆုံးခဲ့ပြီတဲ့အာရပါရနဲ့ပြောပြီးတော့သာယံတော်နဲ့ပြန်တွေ့ရလို့ဝမ်းသာလုံးလို့ကြလာတဲ့မျက်ရည်တွေအဖေရဲ့မျက်လုံးရည်ကကြားလာတဲ့မျက်ရည်တွေကသာယံလေးရဲ့ညာဘက်ခြေကုံပေါ်မှာတပေါက်ချင်းနဲ့စီးကြလို့နေပြီတပြေးနဲ့အမေကလည်းခွေလေးနဲ့အောက်ကိုကျလာပြီသာယံလေးရဲ့ဘယ်ဘက်ခြေသလုံးကိုအာရပါရဆုပ်ကိုင်းနှုတ်ကလည်းမပိကလာနဲ့စကားတွေတဖွာဖွာပြောရင်းနဲ့ငိုညီးလို့နေလိုက်တာအမေရဲ့မျက်လုံးရင်းကကြားလာတဲ့မျက်ရည်တွေကလည်းသာယံလေးရဲ့ဘယ်ဘက်ခြေကုံပေါ်မှာတပေါက်ချင်းနဲ့ကြာဆင်းလို့နေပြီအမေတို့အဖေတို့ရဲ့ဖြစ်အင်းကိုမြင်ရလို့ယူယုံမရစွာဝမ်းနဲ့ခံစားနေရတဲ့သာယံလေးရဲ့မျက်လုံးအင်္ဂါမျက်ရည်တွေကလည်းအမေတို့အဖေတို့ရဲ့ကြောကုံပေါ်မှာတပေါက်ချင်းနဲ့စီးဆင်းလို့ငိုနေလိုက်ကြတာအချင်းအတော်ကြောင့်ပဲတဲ့သာမိသာဖတွေဝါသာလွန်ကြတဲ့မျက်ရည်တွေနဲ့ငိုလို့နေရရှာတယ်ဝမ်းနေလွန်ကြတဲ့မျက်ရည်တွေနဲ့အငိုမဆုံးပဲနဲ့ငိုလို့နေရရှာတယ်အချင်းတန်ကြပြီဆိုတော့ယဟန်လေးကတတိဝင်လာမိမိရဲ့လက်ကလေးညာဘက်လက်ကလေးကိုအောက်ကိုအသာလျှောအဖေရဲ့လက်မောင်းပြောဤလေးကိုအသာလေးမှတင်အဖေထပါတော့ဘယ်ဘက်လက်ကလေးကိုအောက်ကိုအသာလျှောအမေရဲ့ဘယ်ဘက်ပခုံးလေးကိုအသာပုတ်ပြီးတော့အမေကိုအသာလေးမတ်တရဖို့တတိပေးလိုက်တဲ့အခါသာမေသာဘာတွေမတ်တရလို့မျက်နာရင်ဆုံရပြန်ပြီအဖေကလည်းသားရဲ့ညာဘက်လက်မောင်းကြီးကိုအာရပါရနဲ့ဆုပ်ကိုင်းအမေကလည်းသားရဲ့ဘယ်ဘက်လက်မောင်းကြီးကိုအာရပါရနဲ့ဆုပ်ကိုင်းအောင်မလီအဖေတို့အမေတို့ကလည်းအိုမင်းသွားလိုက်တာငါသားကြီးကဖြစ်ဖြူဖြူဖွေးဖွေးကြီးပဲအရင်တိုင်းပဲဟဲ့ဆိုပြီးတော့သားကြီးကြည့်ပြီးတော့ပြောနေလိုက်ကြတာတဲ့ပြောနေတဲ့စကားတွေထဲမှာဝမ်းနေတဲ့အသံတွေပါလာပြန်ပြီ။အော်ငါသား12နှစ်တိုင်တော်ထဲမှာတရားရှာတာသားလူချင်းနဲ့တရားတွေတွေ့ခဲ့ပြီပေါ့ဝမ်းသာလိုက်တာသားရဲ့ငါသားကြီးကတော့တော်ထဲမှာတရားရှာလို့တရားတွေ့လို့ပြန်လာပြီအိမ်မှာကြံခဲ့တဲ့အဖေတို့ဘဝကြည်လိုက်ပြန်တော့ငါသားကြီးအတွက်တော်ရကြောင်းလေးတစ်ကြောင်းတော့မှဆောက်လှူနိုင်တဲ့ဘဝကိုမရှိတော့ဘူးအဖေစိတ်မကောင်းလိုက်တာသားရဲ့ငါသားကိုတကယ်ဆိုရင်အဖေတို့ကြောင်းလေးတစ်ကြောင်းတော့ဆောက်ပေးနိုင်ရမှာပေါ့တဲ့ပရိသတ်ရဲ့12နှစ်ခွဲသွားလို့ပြစ်ထားခဲ့တာဒီအဖေနှလုံးသားမှာအပြစ်တစ်ခုမှမပါဘူးတဲ့သားရဲ့အကျိုးကိုပဲကြည်ပြီးတော့ငုံနေပြန်ပြီဒီတော့သားလေးကအမေနဲ့အဖေရဲ့လက်မောင်းလေးတွေဆုပ်ကိုင်းကဲတိတ်ကြပါတော့လား
ဟိုတစ်ပင်လေးအောက်သွားရအောင်ဆိုပြီးတော့တစ်ပင်လေးတစ်ပင်အောက်ကခုံနှန်းလေးအပေါ်မှာအဖေကဘေဘကအဖေကညာဘက်ကထိုင်အမေကဘေဘကထိုင်သာယံလေးကအလေကထိုင်အာရပါရနဲ့စကားလေးဖောင်ပွဲပြောပြီးတဲ့အချိန်အမေတို့အဖေတို့ဘာအားငယ်စရာလိုတော့တလဲဟောဒီလောကကြီးထဲမှာရှိလာတဲ့သာဝိသာဘာတွေပြန်ဆောင်ကြပြီးဒီကနေ့ဒီအချိန်လေးအကြည့်တန်တဲ့ဘဝကြီးကုံဆုံးလို့သွားကြပြီလို့အောင်မေးလိုက်ပါတော့ဒီမှာလေးကြည့်ကြစမ်းပါဦးအမေတို့အဖေတို့တွေ့ရင်တိုက်ချင်လို့သာသာဝတိတစ်မျိုးလုံးပတ်ပြီးတော့ရာဟုဆွမ်းနေအလူခမ်းလာတယ်လို့မိဘတစ်ပါးကိုရာဟုဆွမ်းနေတက်ပြပြီးတော့အာရပါရနဲ့ပြုံးပြောကဲပေးအမေတောက်ဖို့အမေခွက်လေးပေးအဖေတောက်ဖို့အဖေခွက်လေးပေးဆိုပြီးတော့ခွက်ကလေးတွေကိုထည့်ပေးမယ်လို့ယူကင်လိုက်တဲ့အခါလွန်ခဲ့တဲ့12နှစ်ကျော်ကာလတုန်းကရွှေပကံများနဲ့စားခဲ့တဲ့မိဘနှစ်ပါးရဲ့လက်ထဲကခွက်တွေခြေရော်တဲ့အလေးလေးပေးရပြီးတော့သားလေးရဲ့ရင်ထဲမှာခံစားရပြန်ပြီ။ဩငါအမိုက်ပြစ်တွေ12နှစ်တိုင်နဲ့မိဘနှစ်ပါးကိုခွဲခွာပြီးတော့ထားခဲ့တဲ့ငါအပြစ်တွေရွှေပကံများနဲ့စားခဲ့တဲ့ငါမိဘနှစ်ပါးစားနေတဲ့ပကံကခြေရော်လေးလေးနဲ့တောင်ကန့်ညစ်နေပါလားမျက်ရည်လေးတွေအသာသုံးပြီးမှကဲတော်ပါတော့ဒီခွက်တွေနဲ့တောက်မနေပါနဲ့တော့တပိတ်ဖုံးလေးကိုအသာလံရလာတဲ့ရာခုလေးထိုက်တဲ့ဒီအားလျော်စွာအထက်ပူနေတဲ့ရာခုလေးနှွေးနှွေးလေးဖြစ်အောင်လေးအေးအေးလေးနဲ့မှုတ်ပေးပြီးတဲ့အခါအမေကိုတစ်ချိန်တိုက်အမေတော့ပြီးတဲ့အခါဖေကိုတစ်ချိန်တိုက်တခါပြန်ပြီးတော့အမေကိုတိုက်နဲ့ရာခုလေးတိုက်ကျွေးလို့နေလာလိုက်တာတပြေးနဲ့သပိတ်ထဲကယာဟုဟာကုံပြီးတော့9ဇောလောက်ကြံတဲ့အချိန်ရောက်မှအသာလေးသပိတ်လေးကိုဖုံးကဲအဖေနဲ့အမေဒီနေရာမှာပဲစောင့်နေကြသာဟောဒီသပိတ်လေးနဲ့သာဝတိဒေတော်အကြောင်းကိုပြန်မယ်ရေသဆင်ပြီးတဲ့အချိန်သာဝတိမြို့မှာနေတဲ့ဇွမ်းတွေရအောင်ခံမယ်နေစွမ်းအတွက်စွမ်းပူပူဟင်းပူပူလေးရလာရင်လေအဖေနဲ့အမေကိုဟောဒီနေရာမှာသာလာပြီးတော့ကျွေးပါအောင်မယ်တဲ့ကိုတော်လေးเจ้าကိုအသာပြန်မိဘနှစ်ပါးမြင်ရင်မြုံမကြမှာစိုးရိမ်တဲ့အတွက်ကြောင့်သူ့အတွက်စောစောကခြံလာတဲ့ဘဝရေသာယာကိုဆွမ်းနေငါစွန်းကိုရေလေးနဲ့ကျင်းပြီးတော့အာယုံစွမ်းအပြည့်နဲ့ဖုံးပြီးတော့မူရရှာတယ်နေကအချိန်ရောက်ပြီး10 နာရီ17 နာရီနေစွမ်းအတွက်ဆွမ်းခံရလာတဲ့ဆွမ်းပူပူလေးနဲ့သစ်ပင်ရီမှာစောင်းနေတဲ့မိဘနှစ်ပါးရဲ့အထံကိုအမြန်သွားအမေတော်အဖေတို့ကိုဆွမ်းပူပူဟင်းပူပူလေးနဲ့နေပြီးတော့ပြုစုလုံကျွေးလို့နေလိုက်တာငါသားကြီးကျွေးတဲ့ဆွမ်းငါသားကြီးလူလာဩရသာကျွေးတဲ့ဆွမ်းရင်လို့မိဘနှစ်ပါးကလည်းအာရပါရနဲ့စားသုံးလို့နေလိုက်တာကိုတော်လေးဖုံးပေးဖို့ရအတွက်တောင်းမှငါလှုပ်စာလေးကိုမနေကြအောင်ခြံခဲ့ရတယ်ပြီးတော့ကိုတော်လေးကကြောင်းရောက်မှအဲ့ဒီငါလှုပ်စာမဝရေစာလေးဖုံးပေးပြီးတော့မပြည့်သေးတဲ့ဘိုက်ကိုရေနဲ့ပဲဖြည့်တနေ့ဒီလိုနဲ့ပဲအာယုံစွမ်းနေကျွေးနေစွန်းနေကျွေးနဲ့ကျွေးလာလိုက်တာမိဘနှစ်ပါးရဲ့အသားရည်တွေကတဖြည်းနဲ့ဝင်ပါလို့ဆိုပြေလာပြီးကိုတော်လေးရဲ့အသားရည်တွေကတော့ဖတ်ရွယ်ချောင်းကလေးလိုပဲတဖြည်းနဲ့ပိန်လီလို့လာပြီးတခါကြပြန်တော့အရက်သေးဆုံးခံသွားတော့သင်္ကန်းလေးတွေရတယ်တဲ့ရတဲ့သင်္ကန်းလေးတတဲ့ကိုအလေကဓာကလေးနဲ့ပိုင်အမေကိုတတ်တဲ့ပြီးအမေဝတ်ထားတဲ့ထမင်းအဟောင်းလေးကိုကြောင်းကိုယူအဖေကိုတတ်တဲ့ပြီးအဖေဝတ်ထားတဲ့ပစိုးလေးကိုကြောင်းကိုယူအဖေတို့အမေတို့ဝတ်ထားတဲ့ပစိုးထမင်းလေးကိုစက်ချုပ်လျှော်ဖို့ပြီးတဲ့အခါသစ်ခေါင်ရောင်လေးဆိုပြီးတော့ကိုတော်လေးကသင်္ကန်းအဖြစ်ဝတ်ဆင်လိုက်တဲ့အချိန်ဝတ်ထားတဲ့အဝတ်သင်္ကန်းကိုကြည့်လိုက်ပြန်တော့လေနွမ်းရင်းပေတီဒီတော့ကြံတဲ့ကိုတော်လေးကဒီကိုတော်လေးကိုအကဲခံပြီးတော့ကြည့်နေတာအရှင်ဘုရားဒီအရင်တုန်းကပိုးရောက်သင်္ကန်းလေးနဲ့အလုံးကိုကြည်လိုဝဲကောင်းလာပါတယ်အရှင်ဘုရားရဲ့အသွင်အပြင်းငါတကယ်ကိုကြည်လင်းလန်းဆန်းလို့နေခဲ့ပါတယ်အရှင်ဘုရားရဲ့အသားရည်တွေကလည်းဝင်ပါဆိုပြေလို့နေပါတယ်အခုတော့ကိုတော့ကြည်ရတာအသားရည်တွေကလည်းခံလျှောက်ပိန်လီလို့လာတယ်
ဝတ်စင်ထားတဲ့ဝတ်စင်ကလည်းနွမ်းရီလို့နေတယ်ကိုတော်ဖေအချင်းရာကြောင့်များဒီလိုဖြစ်ရတာလေလို့ကိုတော်လေးတွေကတပါးပြီးတပါးလာမေးနေတော့မရှက်ပါဘူးတဲ့ယဟန်လေးကလည်းသူ့မိဘနှစ်ပါးကိုနေတဲ့အာယုံဆုံးကျွေးရတဲ့အကြောင်းနေဆုံးခံပြီးတော့ကျွေးရတဲ့အကြောင်းကျန်တာလေးမှသူ့ဖုံးမရလို့မဝရည်သာစားလာလို့ဒီလိုပိန်လာရတဲ့အကြောင်းမိဘနှစ်ပါးကိုသင်္ကန်းတွေဝတ်ဆင်ပြီးလို့မိဘနှစ်ပါးရဲ့အကြကိုပဲသင်္ကန်းအဖြစ်ဝတ်ဆင်ရတဲ့အကြောင်းကိုပြောလိုက်တဲ့အခါတကယ်သာရဏမှာတကယ်သိတဲ့ကိုတော်တွေကတော့ဝမ်းမြောက်ဝမ်းသာသာဓုခေါ်တော်မူကြပါတယ်ဒီတကယ်မသိတဲ့ကိုတော်တွေကြတော့ပုထုဇဉ်သဘာဝအတိုင်းအတင်းအဖျင်းနေဆိုကုန်ကြပြီဟာဒီကိုတော်တော်အောက်တန်းကြတဲ့ကိုတော်ပဲတဲ့လူတကာတကာမတွေထပ်သန်စွာလောင်းလို့လိုက်တဲ့ဆွမ်းနေသင်္ကန်းတွေကိုလူတွေကိုဒီကိုတော်ပြန်ပြီးတော့ကျွေးနေတယ်ပြန်ပြီးတော့ဝတ်ယုံပေးနေတယ်ဟာဒီကိုတော်တော်အောက်တန်းကြတာပဲပေါ့လေတပတ်နဲ့တပတ်တစ်ဆင့်နဲ့တစ်ဆင့်စကားတွေပြောဆိုလာလိုက်တာကျေကျေပြန့်ပြန့်တဲ့စကားတွေပြန်နှံလို့လာတဲ့အချိန်တဏှိသောအခါမှာသံဃာပရိသတ်တွေစုံညီနေတဲ့အစည်းအဝေးမှာရှင်တော်မြတ်ဘုရားကမိန့်ကြားတော်မူပြီးจิตလာသံဟောဒီမှာမင်းကိုသံဃာတော်များများကပြောကုန်ကြပြီးမင်းဒီလူတကာဓမ္မတွေထပ်သန်စွာတရားနဲ့လှူဒန်းလိုက်တဲ့ထွန်းနေသင်္ကန်းတွေကိုလူတွေကိုပြန်ပြီးတော့ကျွေးနေတယ်လူတွေကိုပြန်ပြီးတော့ဝတ်ယုံပေးနေတယ်လို့ပြောနေကြတယ်သူတို့ပြောတဲ့အတိုင်းသင်္ချစ်သားတကယ်ကိုကျူးလွန်မိပါသလားမှန်လားပါရှင်ဘုရားရှင်တော်မြတ်ဘုရားမိန့်ကြားတဲ့အတိုင်းတပည့်တော်သည်အရှင်ဘုရားရဲ့သာသနာမှာနေရင်ဖြင့်လူတွေကိုသင်္ကန်းနဲ့လည်းဝတ်ပေးမိပါတယ်ဆွမ်းနဲ့လည်းပဲလှုပ်ကြွေးမိပါတယ်ဒီတော့အာလုံးသံဃာတွေအာယုံဆိုင်ပြီးတော့ဒီကိုယ်တော်မြတ်စွာဘုရားဘာဒံပေးမလဲပေါ့လေစောင့်နာထောင်နေတဲ့အချိန်ရှင်တော်မြတ်ဘုရားကကိုယ်တော်လေးကိုမိဂုံထုတ်ပြန်ပြီးဒီပါဦးချက်ကမင်းဘသူတွေကိုလှုပ်ကြွေးပြီးတော့ဘသူတွေဝတ်ယုံပေးနေတာလဲဘုံတော်နေဝထွန်လင်းတော်ပါတော်မူပါသောမြတ်စွာဘုရားလွန်ခဲ့သော12နှစ်ကာလတုန်းကဆက်ရှိကလေးကျွေဝါချမ်းသာခဲ့တဲ့တပည့်တော်ရဲ့မိဘနှစ်ပါးသည်တပည့်တော်သာသနာ့ဘဝင်ပြီးတော့တရားရှာနေတဲ့အချိန်စိတ်တွေအကုန်လုံးပြတ်သုံးသွားတဲ့အတွက်ကြောင့်လမ်းဘေးမှာခွက်တယောက်တစ်လုံးကန်ပြီးတော့တောင်းစားလို့နေရပါတယ်အလိုသာဝတိဆင်းနေတဲ့အတွက်ကြောင့်အရှင်ဘုရားဟောကြားတဲ့တရားနာစရာအတိုင်းတပည့်တော်သည်တပည့်တော်ရဲ့မိဘနှစ်ပါးကိုနေ့စဉ်နေ့တိုင်းအာယုံစွမ်းနေစွမ်းများနဲ့အလူခန်းလို့ကျွေးမိပါတယ်ရလာတဲ့သင်္ကန်းအနေနဲ့လည်းဝတ်ယုံလို့ပေးခဲ့မိပါတယ်မြတ်စွာဘုရားတဲ့ဒီတော့ကိုတော်လေးကိုဘာအမိန့်ချမလဲလို့သံဃာတော်ရှင်မြတ်တွေစုပေါင်းပြီးတော့အာယုံဆိုင်နေတဲ့အချိန်ရှင်တော်မြတ်ဘုရားရဲ့ညာလက်တော်ကိုတော်လေးရဲ့ကျောပေါ်ကိုအသာတင်အာလုံးသောသံဃာပရိသတ်တို့ရဲ့အလယ်မှာသာဓုသာဓုသာဓုချစ်သာတေရှင်သာသည်ငါဘုရားနုတေကာလတုန်းကကျင့်စဉ်အတိုင်းတသွေမတိန်လိုက်လာကျင့်သုံးခဲ့တဲ့ငါသားတော်ကြီးပိသပါပြီတဲ့ပရိသတ်မြတ်စွာဘုရားကဘာလုပ်သလဲသာဓုခေါ်တယ်တဲ့ဘာကြောင့်သာဓုခေါ်တာလဲမိဘနှစ်ပါးကိုလှုပ်ကြွေးတဲ့နေရာမှာတဲ့ဒေသသာဒီငါဘုရားလူတဲ့ကာလတုန်းကကျင့်စဉ်အတိုင်းတသွေမတိလိုက်နာကျင့်သုံးခဲ့တဲ့ငါသားတော်ကြီးပိသပါပြီတဲ့လို့ရှင်တော်မြတ်ဘုရားကမိန့်ကြားတော်မူလိုက်တဲ့အခါကြံတဲ့ကိုတော်ကြီးပြောစရာစကားကြံသေးရဲ့လားဒီအချိန်ပြောစရာမကြံပြီးမဲ့တောင်းစရာတရားကတော့ပေါ်လာပြီခုနကပြောနေတဲ့ကိုတော်တွေကမြတ်စွာဘုရားနာကတ်လာတယ်ဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားဟောဒီကိုတော်လေးမိဘနှစ်ပါးကိုနေ့စဉ်နေ့တိုင်းလှုပ်ကြွေးနေတာကတော့တပည့်တော်တို့မြင်လဲမြင်ကြရပါတယ်ကြားလဲကြားရပါတယ်အရှင်ဘုရားသာသနာပြုစဉ်ကာလဘဝသာသနာဖြည့်စည်းစဉ်ကာလတုန်းကမိဘနှစ်ပါးကိုပြုခဲ့တဲ့တန်ဝတရားတွေ
မိဘနှစ်ပါးရဲ့အပေါ်မှာလှုပ်ကြွေးခဲ့တဲ့အကြောင်းတွေပြန်ပြောင်းလို့ဟောကြားတော်မူပါတဲ့တရားတောင်းတော်မူကြပါတယ်ပြိဿကြီးဘာလုပ်လဲအဲ့ဒီကြမှာတရားတောင်းတာပြိဿအခုမှတရားကတောင်းရုံရှိသေးတယ်ဘယ်နှနာရီထိုးသွားပြီလဲ2 နာရီခွဲပဲရှိသေးတယ်3 နာရီမပြည့်သေးဘူးဟုတ်လားအဲ့တော့မှယဟန်တွေကယဟန်တောင်းမှမြတ်စွာဘုရားကဒီယဟန်လေးကိုအကြောင်းပြုပြီးတော့ခုနကမိဘနှစ်ပါးကိုကျေးဇူးဆက်ရမယ်အကြောင်းတွေဘာကိုအခြေခံထားလဲဆိုရင်တို့အားလုံးသိပြီးသားဖြစ်တဲ့သုဝဏတာမဇတ်အဲ့ဒီနေရာမှာဟောတာဟုတ်လားအဲ့တော့ပြိဿဘာဇတ်ကိုဟောလဲပြန်ဖို့မစင်စားနဲ့သုဝဏတာမဇတ်ရောက်ဖို့မရောက်ဘူးဟုတ်လားဟမ်ရောက်ပြီလားဧရာယောအလုံးသောဒုဒဂရမပေါင်းသူတော်ကောင်းတွေဒီနေရာမှာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဟောကြားလိုက်တဲ့သုဝဏတာမဇတ်တော်ရဲ့ရှေ့ပိုင်းဏ္ဍာမှာမိဘနှစ်ပါးရဲ့မျိုးနှင့်ချက်5မျိုးကိုကြည်အောင်ပေးဆက်ရမယ်ဆိုတဲ့အကြောင်းမိဘနှစ်ပါးကိုတရားသီလစာကပညာတရားတွေနှလုံးသားမှာတည်အောင်ကြိုးစားရမယ်ဆိုတဲ့အကြောင်းဟောဒီကိုးချက်နဲ့သာကြည်အောင်ဆက်ရင်မိဘနှစ်ပါးရဲ့နှုတ်ဘိုးနဲ့ချွေဘိုးကိုကြည်အောင်ဆက်ရရောက်တဲ့ဆိုတဲ့အကြောင်းရှင်တော်မြတ်ဘုရားကိုယ်တိုင်ကျေးဇူးဆက်တဲ့အကြောင်းကိုဟောကြားပြီးတဲ့အချိန်မိဘနှစ်ပါးကိုကျေးဇူးဆက်လိုက်လို့ရလိုက်တဲ့သာသမီတွေရဲ့ကောင်းကျိုးတရားတဲ့ပြိဿမကြပါဘူးကလား9 မိနစ်ပါပဲပြီးတော့မှာဟုတ်လားယောမတရပိတရဝမေသောဓမ္မိနပောတတိဒေဝနာပိတိကိသန္တိမာတာပိတိတရဏရံခြေသားခြေသမီးတို့ဟောဒီလောကမှာရှိကြတဲ့သာကောင်းယရဏသမီးလိမ္မာတို့သည်မိမိရဲ့မိဘနှစ်ပါးကိုပြည့်စည်ဓမ္မနှစ်ဌာနနဲ့သာလှုပ်ကြွေးလိုက်ကြမယ်ဆိုရင်မိဘနှစ်ပါးကိုအဲ့ဒီပြည့်စည်နဲ့ကျေးဇူးဆက်တဲ့သာသမီတရားဓမ္မနဲ့ကျေးဇူးဆက်တဲ့သာသမီတွေကိုဒီဝါနံပြီးမမြင်ရတဲ့နတ်တွေကလည်းတိကိသန္တိဆေးကုပေးကြလေကုန်၏သိတဲ့မိဘနှစ်ပါးလှုပ်ကြွေးတဲ့သာသမီကိုနတ်တွေကဘာလှုပ်ပေးတယ်လဲဆေးကုပေးတယ်သုဏကာမဇတ်မှာသုဏကာမလေးညာစိတ်တဲ့တော့ဘယ်သူတွေဆေးကုပေးလဲနတ်တွေကဆေးကုပေးတာဟုတ်လားဒီတော့အားလုံးဒုဒဂရမပေါသူတော်ကောင်းနေဒီတရားနာပြီးတဲ့အချိန်မှာရိုးရိုးလေးပဲသင်္ကန်းစာယူကြည့်မိဘနှစ်ပါးကိုလှုပ်ကြွေးတဲ့သာသမီဟာမိဘအတွက်လားကိုယ့်အတွက်လားကိုယ့်အတွက်ပဲဟောဒီထဲမှာပညာရှားနေကြတဲ့ညီငယ်ညီမငယ်လေးတွေပါတယ်စီဝါရှားနေကြတဲ့ညီငယ်ညီမငယ်တွေပါတယ်ယာရုတက်ချင်ကြတဲ့ညီငယ်ညီမငယ်တွေပါတယ်ဂုံတိုက်ကြီးတွေတိုက်ကြီးတွေတည်ကျင်ကြတဲ့ဒကာကြီးတွေဒကာမကြီးတွေပါတယ်ဟိုကုံကုံပြောမယ်နှလုံးသုံးလုံးပေါက်ချင်ကြတဲ့လူတွေလည်းပါအောင်မှာဟုတ်တယ်မို့လားဘသူစီမတောင်းမနေနဲ့ဘယ်နဲ့မှတင်းမနေနဲ့အဲ့ဒီကောင်းကျိုးတွေတကယ်လိုချင်တယ်ဆိုရင်အိမ်ဦးနဲ့အစစ်ဖြစ်တဲ့ကျေးဇူးအရှိဆုံးမိဘနှစ်ပါးကိုသာလုပ်ကြွေးဖျားပေးထားပြီးသားဟုတ်တယ်မို့လားမိဘနှစ်ပါးကိုသာတကယ်ပြည့်စည်ဓမ္မနှစ်ဌာနနဲ့ဆက်ကြမယ်ဆိုရင်မမြင်နိုင်တဲ့အိမ်ဆောင်နဲ့တွေကိုယ်ဆောင်နဲ့သာသနာဆောင်နဲ့ကိုကြီးကျော်မနေလေးမကြအကုန်လုံးကဒီသာသမီတွေကိုစောင့်ရှောက်ရတယ်လှုပ်ကြွေးရတယ်ဟိုကုံကုံပြောမယ်သူတို့ကတော့ပြန်ပြီးတော့ဥချရတယ်ဟုတ်လားခုတော့အိမ်ဦးနဲ့ဖြစ်တဲ့မိဘနှစ်ပါးကျတော့ကျွေးပေါ်မရဘဲနဲ့ဟိုမစားနိုင်တဲ့မနေလေးပဲကျုပ်ကိုအပြတ်မခံဘူးတင်လုပ်နေတာဟုတ်လားအဲ့ဒီကျုပ်ကိုအမေကြော်ကျွေးတိုင်းအမေသမင်းတက်နဲ့ကောင်းကောင်းမစားရဘူးလားရိုးရိုးလေးကိုအဆန်းလုပ်နေတာဟုတ်တယ်မလားဒါနံပါတ်1ကောင်းကျိုးဟောဒီလောကမှာမိဘနှစ်ပါးကိုလှုပ်ကြွေးတဲ့သာသမီတွေစာမေဝဲအောင်ခြင်းသလားအောင်မယ်စီဝါရေးတက်ခြင်းသလားတက်မယ်ယာတုတက်ခြင်းသလားတက်မယ်ဘာမှရရမချင်းနဲ့အဲ့ဒါအကောင်းဆုံးရရပဲဟုတ်လားအမေသားဖြစ်နေ promotion လိုချင်နေပြီမေတ္တာပို့ပေးပါဆိုကိုယ့်အဖေနဲ့ကိုယ့်အမေရှင်းမှာပဲထမင်းလေးကိုတန်တန်လေးကောင်းကောင်းလေးထည့်ကျွေးပြီးဆူတောင်းတာမှာအကောင်းဆုံးပဲဟုတ်တယ်မလားဒေဝနာမိနတ်တွေကလည်းတိကိသန္တိဖေမယအောင်ဆေးကု၍ပြတတ်ပါပေဆေးကုတယ်ဆိုတာယောဂပြောက်အောင်ကုတာမဟုတ်ဘူးလားအခုဆင်းရဲတဲ့ယောဂတွေမစုံဘူးလားအောင်မလီနတ်တွေကကုပေးလိမ့်မယ်အမေနဲ့ဖေတာလုတ်ကြွေးဟုတ်လား
ဒေဝနာပတ္တသတိပစ္ဆာတကေပမောတတိဣဒာဟောဒီပြစ္ဆုတ်ပံလောကလူဘဝမှာနေနေတဲ့အချိန်မှလည်းပဲပန္တိတော်ကြောင်းကျိုးသိမြင်ပညာရှင်ဖြစ်တဲ့သူတော်စင်တွေကပတ္တသတိလိမ္မာလိုက်တဲ့သားလေးတွေသမီးလေးတွေတော်လိုက်တဲ့သားလေးတွေသမီးလိုက်တွေကျမ်းမာကြပါစေချမ်းသာကြပါစေအထက်တန်းကြတဲ့ဘဝကိုရကြပါစေလို့ပညာရှိတွေကလည်းချီးမွမ်းကြပါတယ်တဲ့ပရိသတ်ပညာရှိတွေဟာလူမိုက်တွေချီးမွမ်းတာမလို့ခြင်းနဲ့ပညာရှိချီးမွမ်းတာတယောက်ရရင်တော်ပြီဟုတ်လားလူမိုက်တရားချီးမွမ်းတာမပြောနဲ့သူတော်ကောင်းတယောက်ချီးမွမ်းရင်ပြောစရာမကောင်းဘူးလားအခုဒီကိုယ်တော်လေးသံဃာပရိသတ်အလယ်မှာမြတ်စွာဘုရားကကြောတော်ကိုလက်တော်လေးပုတ်ပြီးတော့သာဓုအခေါ်ခံရတာဘယ်လောက်အားကြဖို့ကောင်းလဲဟုတ်တယ်မို့လားဟောဒီဘဝကပစ္စာဓမ္မလောကနောက်ဘဝရောက်ပြန်တော့လည်းပဲပမောတတိနတ်ပြည်ချောင်းရွာဗြဟ္မာမကျွင်းခပိဩသောလုံးစုံသောကောင်းမြတ်သောသူဂတိဘုံဘဝသို့ဝမ်းမြောက်ဝမ်းသာဖြစ်ရပါ၏ဟောသိသွားရင်လည်းပဲတဲ့နတ်ပြည်ဗြဟ္မာပြည်ဆုမတောင်းနဲ့ရောက်ပြီးသားပဲဟုတ်လားလူဖြစ်ရင်ဖြစ်မယ်နတ်ဖြစ်ရင်ဖြစ်မယ်ဗြဟ္မာဖြစ်ရင်ဖြစ်မယ်ငရေတိရစ္ဆာန်ပြိတာသူရကင်းဘယ်တော့မှမရောက်နိုင်တော့ပါဘူးတဲ့ဒါကြောင့်အပေပိတ်ခြင်းနေဆိုရင်လည်းပဲမိဘနှစ်ပါးကိုလှုပ်ကြွေးပါဘဝချမ်းသာကိုလိုချင်နေဆိုရင်လည်းမိဘနှစ်ပါးကိုပဲလှုပ်ကြွေးပါတမလွန်မှာဆင်းရဲတဲ့ချမ်းသာကိုလိုချင်နေဆိုရင်လည်းမိဘနှစ်ပါးကိုလှုပ်ကြွေးပါဟုတ်တယ်မဟုတ်လားဣဒာပိသောပံလောကဤလူဘဝ၌လည်းပဲဗန္တိတော်ဘုရားအစရှိသောသူတော်ကောင်းသူမြတ်လောင်းတို့ကကောင်းပါပြီစွာကောင်းပြီစွာတော်ပါပြီစွာတော်ပြီစွာလိမ္မာလိုက်တဲ့သားကောင်းလိမ္မာသမီးရဏလေးရည်လို့ပဇာသံဒီကောင်းစွာမသွေးချီးမွမ်းကြပါပေကုန်၏ပစ္စာဒီဘဝကသေဆုံးလို့နောက်ဘဝရောက်ကြပြန်တော့လေပမောတတိတပြေချောင်းရွာဗြဟ္မာမကျွင်းခပိဩသောလုံးစုံသောကောင်းမြတ်သောဘုံဘဝဘုံဌာနသောကောင်းစွာမသွေရောက်ရပါပေသောတည်းဒေသနာဝသနိမြတ်စွာဘုရားသွန်နာတာမဇတ်ဒေသနာဟောကြားရာဆုံးချိန်ခါ၌သောအမျိုးအမည်အပြင်ထင်ရှားမရှိတဲ့ခောရိယဟန်လေးသည်သောတာပတ္တိဖလေသောတာပတ္တိဖို့၌ပဋိဌာဟိကောင်းစွာမသွေတည်ခဲ့ပါပေတော်တည်းပရိသတ်တရားဆုံးသွားတော့ကိုတော်လေးပဲအဆင့်ရောက်သွားပြီလေခုနကဘဝပါရမီနုခဲ့ပြီမဲ့အခုမြတ်စွာဘုရားရှေ့မှာနာကြားရဲ့ရှုပွားလိုက်တာစောစောကပါရမီကုသိုလ်တွေကပေါင်းစပ်လိုက်တော့သောတာပန်ရောဖြစ်မသွားဘူးလားကဲပရိသတ်ကိုတော်လေးကောင်းကျိုးရသွားသလားဆိုးကျိုးရသွားလားဒီတော့မိဘနှစ်ပါးကိုလှုပ်ကြွေးတာဟာမိဘနှစ်ပါးချမ်းသာဖို့လားကိုချမ်းသာဖို့လားအကြောင်းရှိတော့အကျိုးပေါ်ကိုချမ်းသာတော့မိဘနှစ်ပါးရောမချမ်းသာဘူးလားအဲ့ဒါပဲဒါကြောင့်အာလုံးတော်တို့တရားဓမ္မပေါင်းသူတော်ကောင်းတွေကိုဒီကနေ့ဟောကြားလိုက်တဲ့တရားဏိဂုံးတက်လို့ရလိုက်ပါပြီနော်မိဘနှစ်ပါးရဲ့မျှော်လင့်ချက်၅ပါးကိုကြည်အောင်ဆက်နိုင်ပါစေမိဘနှစ်ပါးနှလုံးသားမှာသီလသမာသီလတရားသီလစာကပညာတရားတွေကြည်အောင်ကျေးဇူးဆက်လို့ပေးနိုင်ပါစေအရှင်သာရိပုတ္တရာဘုရားရှင်တို့ကဲ့သို့ဓမ္မနဲ့ကျေးဇူးဆက်နိုင်ပါစေဒီကိုယ်တော်လေးကဲ့သို့မိဘနှစ်ပါးကိုဆွမ်းခံကြွေးပြီးတော့လှုပ်ကြွေးရင်းနဲ့ကျေးဇူးဆက်နိုင်ကြပါစေကျေးဇူးဆက်နိုင်ကြကုန်သည်ဖြစ်၍ဟောဒီကိုယ်တော်လေးဘဝချမ်းသာသန္တရာချမ်းသာရသွားသလိုပဲအာလုံးသောဒုဒကဓမ္မပေါင်းသူတော်ကောင်းတို့လည်းပဲအစင်တန်းမြင်တဲ့ဘဝအထက်တန်းကြတဲ့ဘဝမှာမျက်နှာပန်းလှကြကုန်၍ကောင်းစွာမသွေဝမ်းမြောက်နိုင်ကြပါစေကုန်သတည်းတိတိတံသုဒ္ဓဗုဒ္ဓေနာသုနေတဝါဓမ္မတိသနံအဘိနန္ဒနာစိတ်တိနာသာဒုသာဒုတိပါသထာ
သာရောတရားနာလာကြပါတဲ့မြတ်ဓမ္မပေါင်းသူတော်ကောင်းတို့ဒုံမီသေသူတော်ကောင်းအပေါင်းတို့သည်သုဒ္ဓဗုဒ္ဓနာဒါနသီလသမာဓိပညာနှင့်ဆက်ရှင်သောဘဝသုဒ္ဓအဖျားဖျားကိုပေးစွမ်းတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏သန္တိကံအထံတော်မှာဒေတိတံတဆင့်ခံငါဟောကြားအပ်သောဤပါဓမ္မဒေသနာအမွေခံထိုက်တဲ့သာသမီတွေဖြစ်ပေါ်ရန်ရည်တံဟောကြားအပ်သောအမွေခံထိုက်သူဖြစ်ပါစေအမည်ပေးလိုက်တဲ့ဤတရားဒေသနာတော်မြတ်ကိုသူနေတဝါကောင်းစွာယုတိအချိန်ပေးပြီးတော့နာကြကြည်ကြကုန်၏ဖြစ်၍အဘိဓမ္မစေတိနာအလိုနှစ်သက်ရှင်လန်းဝမ်းမြောက်ဝမ်းသာပီတိချာကြကုန်လျက်အဘိဓမ္မစေတိနာဟောဒီကိုယ်တော်ကြီးပြောင်းသလိုလိုနောက်သလိုလိုနဲ့အောင်မလေးတရားကိုတကယ်3 နာရီနီးပါးကြီးတောင်ဟောလိုက်တဲ့တော့ကာလမိရင်မမိမဲ့အိမ်ပြန်နောက်ကြရင်တော့ကိုယ်တော်ကြီးအိမ်ရောက်ရင်မေတ္တာပို့လိုက်အောင်မယ်ရင်လို့စိတ်ထဲမှာတရားတကယ်ရှိသွားလို့ကြိတ်ခဲလို့များအပွားစီဖြစ်နေမယ်ဆိုရင်ပရိသတ်ရဲ့အပြစ်တော်တင်တာကိုတော့ပုထုဇဉ်သဘာဝမှုဘာမှမပြောလိုပါဘူးပြန်ပြီးတော့လဲစဉ်းစားကြည့်ပါဦးဟောဒီကိုတော်ကိုနဲ့သားတွေကသင်္ကန်းဝတ်လာတာလူယိုကြီးမှဖျားဆူရစီရဲ့အစ်စ်ပါကျုပ်အတွက်သာသမီလည်းမရှိပါဘူးမြေလည်းမရှိပါဘူးခမည်းတော်သာသမီတွေနဲ့မိဘတွေကြားမှာရေရာပြေချောင်းကုသိုလ်ကောင်းတွေတိုးပွားအောင်တမယပင်မှန်ခံပြီးတော့လေတံတကြုတ်ကြုံနဲ့ဟောရပါဆိုတဲ့အကြောင်းပြန်ပြောင်းလို့ရှင်းပြရင်ကြည်ကြည်နဲ့ကြည်ကြည်လင်လင်ဝမ်းမြောက်ဝမ်းသာပီတိတွေဖြာကြကုန်လျက်သာဓုသာဓုတိသာဓုသာဓုသာဓုလို့ခေါ်သောသူတော်ကောင်းသူမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်သံကိုဘာသာသာသုံးရင်သုံးဝနှုတ်ရဟာ၍ကောင်းစွာမသွေကျွေးလိုက်ကြလေကုန်ရသတည်းစီစဉ်ပါတော့